ဘာကြောင့် wine DM ပြီပေါ့ ညံလို့ပဲပြောရမှာအော်ကီကြိုက်တဲ့လူတွေနဲ့ပုံပြီးဆင်ပြေပေါ့နော်ကျန်ပြောရတော့ဟိုလှုပ်လို့ရတယ်ခါလို့ရတဲ့ဟာမျိုးပေါ့ဗျာကျွန်တော်ဆိုရန်နေပါအရန်ဖြစ်မယ်ဗျာဆိုကလပ်ထဲမှာဆိုရန်အရန်ဖြစ်မယ်တညဟိုရန်ပွဲ3ပွဲဖြစ်ကိုဖြစ်မှာဗျာပါယိုနီယာတို့ဘာလို့ဆိုဖြစ်ကိုဖြစ်ပါကားပါကင်တွေအမှဖြစ်ကြမယ်အမျိုးစုံဖြစ်မယ်ဆိုတော့အဲ့ဒါတွေကအခုဒီဘက်ခေတ်မှာမရှိတော့အဲ့ဒီတစ်ခုကတော့ကောင်းတယ်အဲ့ဒါကြီးတစ်ခုကတော့တော်တော်ကောင်းတယ်ဒီဘက်ခေတ်မှာရန်ဖြစ်တယ်ဆိုတာမျိုးကကလပ်ထဲမှာတော်ကြီးကိုမရှိတော့တချို့ကြအရင်တော့ဆိုပခုံးတိုင်းမိဘာနာနဲ့ကိုရန်ဖြစ်တာဆိုတော့အခုကိုဘက်ကစတောင်းလာတာ sorry အရင်ချစ်ကြတာပေါ့ပြောရတော့လူတွေကပူပြီးချစ်တတ်လာအဲ့ဒါကြီးခုတော့ကောင်းတယ် Happy Five ဆိုတော့တော်တော်ကြီးထူးဆန်းတယ် Happy Five ကအဲ့လိုဘယ်လိုပြောအဲ့ဒါကဘယ်ကနေဟို originate လောက်လာလဲဆိုတော့ကျွန်တော်တိကျတော့မသိဘူးဒါပေမဲ့ဒီနိုင်ငံမှာပဲရှိရလာတယ်လည်းမပြောနဲ့အဲ့ဒါတော့သိတာမရှာလို့မမရှာလို့ Happy Five လို့တော့ဘယ်သူမှတော့မခေါ်တော့မခေါ်ဒါဒီကလူတွေပဲခေါ်တာခေါ်ကြဒါပေမဲ့ Happy Five ကလည်းသူပုံစံတချင်းပုံစံ signature ပုံစံရှိကိုရှိတာရှိပြီသားရှိကိုရှိတာအဲ့ဒါလည်းတော်တော်မိုက်တယ်ဘယ်လိုထွင်လိုက်လဲကျွန်တော်အတိကျတော့မသိဘူးပေါ့နော်โอเคကိုမင်္ဂလာပါမင်္ဂလာပါဗျဟုတ်အရင်ဆုံးဟာအကိုတစ်ချက်ပဲအကိုပဲစပြီးတော့မိတ်ဆက်ပေးလိုက်ပါဟုတ်ကျွန်တော်The Canary လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော် DJ လုပ်တယ်ပေါ့နော်ဆိုတော့ DJ လုပ်တယ်ကျွန်တော်ဟိုဒိုင်းလေးလုပ်တယ်ပေါ့နော်ပြီးရင်ကျွန်တော် DJ တန်းဖွင့်ထားတယ်ပေါ့ဆိုတော့ကိုရိုင်းနဲ့ DJ တန်းလေးဖွင့်ထားပါတယ်ဟုတ်အကိုလောဆယ်ဒီလုပ်နေတဲ့ project တွေဘာတွေရောရှိလားရှိရဗျာအဓိကတော့ကျွန်တော်ကဘယ်လိုပြောကျွန်တော်ဟိုပေါ့အဓိကတော့ဟို scale DJ ဆိုတော့ကျွန်တော်တို့ DJing နဲ့ဆိုင်တဲ့ဥစ္စာကိုကျွန်တော် DJ တီးအောင်မှာရိုးရိုးသချင်းဖွင့်တာပဲမဟုတ်ဘဲကျွန်တော် scale တွေကိုထည့်ပြီးသုံးပြီးတော့ဒါဟိုကျွန်တော်ကိုရိုင်းနဲ့အဲ့ဒါမျိုးဟိုစုတွေပါရထားတာပါညာဆိုတော့ကျွန်တော်အဲ့ဒါဟိုအတန်းခွဲတစ်တွေကျွန်တော်ထပ်ဖွင့်ဖို့တော့အခုအစီအစဉ်နေရာမျိုးတွေရှိရပါဟုတ်အကိုခုနပြောတယ်တင်တန်းလေးတင်တယ်ဆိုတော့တင်တန်းကဒီကုတ် right ဟုတ်ဒီကုတ်မှာရော bro အတန်းတစ်တွေပါဖွင့်ဖို့ရှိသေးလားဟုတ်အဲ့ဒါရှိရခင်ဗျအခုကအဲ့ဒီကုတ် DJ skill course ဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အခုလက်ရှိနောက်ထပ်အခုထပ် launch လုပ်မယ့်ဟာတစ်ခုရှိရပါတော့ဆိုတော့အဲ့ဒီမှာကတော့အဓိကတော့ဒီဟို tricks တွေအများကြီးထပ်ပြီးတော့သင်မှာပေါ့ intermediate လိုမျိုးပေါ့ basic တွေမှာတက်လို့ရတာမျိုးဟုတ်အခုအရင်ဆုံးကျွန်တော်ပထမဆုံးမေးခွန်းအနေနဲ့မေးချင်တာမှာအခုဆိုလို့ရှိရင်ဒါ DJ career ကိုစခဲ့ရတော်တော်လေးကြာခဲ့ပြီကျွန်တော်ဟို2016 ခုလောက်တည်းကထင်တယ်အဲ့လောက်တည်းကစခဲ့ရဆိုတော့အခုဒီ career ကိုဘယ်လိုမျိုးစပြီးတော့ရွေးချယ်ဖြစ်သွားတာလဲပေါ့ကျွန်တော်ငကိုရီးကျွန်တော် high school မှာတည်းကျွန်တော်အဓိကအဲ့ဟိုကျွန်တော်ဘန်တစ်ခုမှကျွန်တော်ဂီတာတီးရပါတော့ drum တီးတတ်တယ်ပေါ့ဆိုတော့အဓိကအဲ့ဘန်ထဲမှာကျွန်တော်အဓိကတော့ကျွန်တော်အဲ့ကျောင်းပြီးသွားတဲ့အချိန်မှာ music နဲ့ပဲဆက်ပြီးအသက်မွေးကျောင်းပြုတ်ကျင်တာပေါ့ဆိုတော့ music နဲ့အသက်မွေးကျောင်းပြုတ်ကျင်တော့ကျွန်တော်ဘယ်လမ်းကြောင်းဒါရှိမလဲဆိုပြီးကျွန်တော်ကိုယ့်ကိုလိုက်ရှာတော့အဲ့မှာအဲ့တော့ Skrillex ဆိုပါတော့သူတို့အဲ့ဘယ်လိုပြော Bangarang တို့ပါတော့အဲ့စပြီးတော့ပေါ်ကားကာလာလောက်ကဆိုအဲ့ဘယ်လိုပြော electronic music နဲ့ဒီဘယ်လိုပြောဒီ rock နဲ့ဟိုသူ fuse လုပ်တဲ့ဟာမျိုးကိုကျွန်တော်မြင်ဘူးကတော့အဲ့ဒီကနေစပြီး DJ ဘက်ကိုဆက်ပြီးတော့အဝါဒနာပါလာတာပေါ့နော်ဆိုတော့အဲ့ဒီကနေမှဆက်ပြီးတော့ဟိုငါ DJ လုပ်မယ်ဆိုရင် club 2မှာ DJ လုပ်မယ်ဆိုရင်ဒါအဲ့ဒီနီးနဲ့အတမွေးကြောင်းဒါ music ကိုလုပ်ရင်းနဲ့ပဲပြုတ်ပြသွားမယ်လို့လည်းထင်တာပေါ့အားကြောင့်အဲ့လိုရွေးပြသွားတာဟုတ်အဲ့တော့ကိုကပြောမယ်ဆိုဒီ music နဲ့ပတ်သက်ပြီးတော့အရင်ဟိုဝေးနေရလို့တော့မဟုတ်ဘူးဒီ DJ စားမလုပ်ခင်တည်းကဒီဟာ music နဲ့ဟိုအကျွမ်းတဝင်ရှိပြီးသားပေါ့ပြောမယ်ရှိရလို့ပြောပြရတယ်ဟုတ်ဟိုဒီ career ကိုရွေးထားတာလေပြောမယ်ဆို10စုနှစ်တခုလောက်ကိုရှိနေပြီဆိုတော့အခုဒီ career ရွေးခဲ့ရတဲ့ပတ်သက်ပြီးတော့လို့နောင်တရဘူးတဲ့အချိန်တွေပါရောရှိလားနောင်တရဘူးတဲ့အချိန်ရဲ့လို့ကတော့မရှိဘူးဗျာဒီ career နဲ့ပတ်သက်ပြီးတော့မရှိဘူးဟုတ်လက်ရှိကောင်းမလေးတော့ရွေးချယ်ထားရတာမှားသွားတာပြောတော့ရှိတယ် career နဲ့ပတ်သက်ပြီးတော့မရှိဘူး career နဲ့ပတ်သက်ပြီးတော့ okay ဟုတ်အခုကတော့ single ပါလို့ဟိုပြောမယ်ဆိုရင် career နဲ့ပတ်သက်ပြီးမရှိဘူး relationship နဲ့ပတ်သက်ပြီးနောင်တရဘူး okay အဲ့ဆိုလို့ရှိရင်လေကိုဒီ career ကိုစရွေးခဲ့တဲ့အချိန်တော့ပြောရမယ်ဆိုလို့ရှိရင်အခါတုန်းကဒီ DJ artist ဆိုတာကအခုခေတ်လိုတော့မဟုတ်ဘူးဟိုပို့ပြီးတော့လေအဲတော့ထိုးဖောက်ဖို့ကပိုခက်တယ်ပြီးတော့အရန်လဲဟိုရှားတယ်ဗျာပြောရမယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အခုခေတ်ပြိုင်ဆိုလို့ရှိရင်ဒါဟို therapist တို့ပါရှိမယ် DJ wine တို့ပါရှိမယ် DJ wine တို့ရှိမယ်အဲ့လိုအချိန်တွေမျိုးမှာအကိုစားလုပ်တဲ့အချိန်မှာ family အကို family ရှိမယ်ဒါမှမဟုတ်တငယ်ချင်းတွေရှိမယ်တခြားထားပါတော့အဲ့ချိန်တော့လည်း relationship ရှိကောင်းလဲရှိမယ်ပေါ့ရှိမယ်ဆိုတော့အဲ့တော့ကောသူတို့တွေကအခုဒီဟာနဲ့ပတ်သက်ပြီးတော့ support ပေးတာမျိုးရောရှိလားဘယ်လိုမျိုးရှိလဲအဓိကတော့ family တို့ဘာလို့အဲ့တခြားလူတွေရဲ့ support ဆိုတာထက်အဓိကဟိုကိုယ်တိုင်ကကိုယ့်ရဲ့ဒီ career တခုမှာဟိုမှာကိုကဘာလို့လိုအပ်တာလဲဟိုမှာဒီဆက်ဝယ်ဖို့လိုရဲဆိုတော့ဆက်ကဘယ်လိုဆက်မျိုးလိုအပ်တာလဲအဲ့ဆက်ကိုလိုဝယ်မလဲစသဖြင့်ပေါ့နော်နောက်ဆုံး computer လိုရဲဆိုတော့ computer လို Mac လိုတာလားဘာလိုလဲကိုယ့်ကိုအရင်ဆုံး figure out လုပ်ဖို့လိုတယ်အဓိကလူများစီ support ဆိုတာထက်ကိုယ့်ကို
ကိုဘာလို့လဲဆိုတော့ကိုအရင်သိပြီးတော့ကိုက support လုပ်နိုင်တာတော့ပိုအဆင်ပြေတယ်ကျွန်တော်ကတော့တော်တော်များများတော့အဲ့လိုမျိုးပဲတော့ဒါသွားလိုက်ရတာပေါ့နော်ဟုတ်အဲ့လိုကနေမှဒီနေသားထိအဲ့လိုမျိုးရှိရတာတော့ဘာလို့ဆိုတော့သူတို့လည်းနောက်ဆုံး support ဘာပေးရမလဲဆိုတော့အတိအကျကိုမသိလို့ရှင်သူတို့လည်းမသိနိုင်ဘူးဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့တခြားလူစီကမမျှော်လင့်မယ်နဲ့ကိုယ့်ကိုလောက်တာတော့ပိုအဆင်ပြေဟုတ်အခုဒီကုတ်ကဘယ်ဒီကုတ်စတာတော့ဒီခုနှစ်တခုတော့ရှိမှာပေါ့နော်အဲ့လောက်ကစခဲ့ဒီဘယ်လိုပြောရမလဲဟိုတင်နန်းပေါ့နော်ဒါကကြတော့ဒီဘက်ဒီ performance ဘိုင်းနဲ့မဆိုင်တော့တင်နန်းဆိုတော့အဲ့တင်နန်းကိုကောအခုဘယ်လိုစိတ်ကူးနဲ့လုပ်ဖြစ်သွားအဲ့တင်နန်းကိုကအဓိကတော့ကျွန်တော်ကဒီဟိုဘယ်လိုလဲဒီကောင်သူ့ကိုကျွန်တော်ဟို side project အနေနဲ့ကျွန်တော်အဆောင်တော့လုပ်ခဲ့တာဆိုတော့ side project အနေနဲ့ပဲလုပ်ခဲ့တာနောက်ဆုံးတင်နန်းရဲ့လို့အတိအကျကြီးတင်နန်းကြောင်းရဲ့လို့မလုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဟိုလိုမျိုးဘယ်လိုလဲဟိုဘယ်လိုလဲကျွန်တော် setup လေးလုပ်ထားတယ်ဗျာအဲ့ဒီမှာကျွန်တော် studio လိုမျိုးလုပ်ပြီးပဲအဓိကတော့လာပြီးတော့အဲ့လိုအချိန်နဲ့ကျွန်တော် hourly book လုပ်လို့ရမယ် live set ရိုက်လို့ရမယ်ပေါ့နော်အဲ့လို venue တစ်ခုအနေနဲ့ပဲကျွန်တော်အဆောင်တော့ဒါအစခဲ့တာပေါ့တင်နန်းတော့မဟုတ်တင်နန်းတော့မဟုတ်တင်နန်းဒီမှာတင်ကျင်လဲရတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာ studio session လိုမျိုး book လုပ်ပြီးတော့လာတင်အဲ့လိုမျိုးကိုတင်နန်းတာကို collect လုပ်ပြီးတော့ဒီမှာ studio ကြီးပေးပြီးတော့လာတင်အဲ့လိုသဘောမျိုးတော့ရတယ်ဆိုအစတော့ကျွန်တော်အဲ့လိုပုံစံလုပ်ထားတာပေါ့နော်ကိုယ်တိုင်တင်ဖို့လည်းရည်ရွယ်ချက်ကအရင်မရှိဘူးဆိုအဲ့ဒီတော့ကျွန်တော်ရဲ့ဟိုပါပေါ့ main job ကတကယ် project ကကျွန်တော်အဲ့ဟို artist career လုပ်တာပေါ့ဆိုတော့အဓိကဟိုကိုယ်တိုင်ကပွဲတွေလိုက်တီးနေရတယ်ကျွန်တော်တင်နန်းသားတွေတင်နန်းတင်ဖို့လို့ကျွန်တော်ကိုယ့်ကိုယ်လည်းတိတ်ပြီးအဲ့ဘက်ကိုမလှည့်ပြဘူးပေါ့နော်အဓိကတော့အဲ့ covid စဖြစ်တဲ့အချိန်ကနေစတာပေါ့ဆိုတော့ covid စဖြစ်တော့အဲ့ဒီ club တွေလောက်ဟိုဟာဒီအကုန်လုံးနားလိုက်တော့ကျွန်တော်နောက်ဆုံး income ကဒီကနေတင်နန်းလုပ်ပြီးပဲကိုယ်တိုင်တင်ပြီးပဲရှာရမယ်ဆိုတာမျိုးတစ်ခုဖြစ်သွားတာဆိုတော့အဲ့ဒီမှာ DJ school အနေနဲ့ကိုယ်တိုင်မဲ့တင်လိုက်တာပေါ့ပြောမယ်ဆိုဒီကုတ်ကလည်းကျွန်တော်သိသလောက်ဆိုဟိုဒီ DJ industry မှာဆိုဒါတော်တော်လေးနာမည်ရပြီဒါတင်နန်းကြောင်းတစ်ခုလို့လည်းပြောလို့ရပါဘာလို့ဆိုတော့ဟိုကျွန်တော်တငယ်ချင်းတွေအတိလည်းအဲ့လိုဒီ DJ တွေရှိတယ်သူတို့ဆိုလည်းအဲ့လိုဘယ်မှာတက်တာလဲဆိုရင်ဒီကုတ်တို့ဘာလို့အမြင်လို့ကျွန်တော်ကပြောမယ်ဆိုဒီကုတ်ကိုအရင်တည်းကတီးထားပြီးသားပေါ့ပြောရမယ်ဆိုတော့DJ ဆိုတော့နည်းနည်း music နဲ့ပတ်သက်တာလေးပဲနည်းနည်းဆက်ပြီးတော့ပြီးပါဦးအခုမှအခုဘယ်လိုပြောရမလဲ music taste နဲ့ပတ်သက်ပြီးတော့နည်းနည်းဘယ်လိုမျိုးမြင်လဲပေါ့ဥမာ music taste ဆိုတာဗျာမှာတယောက်နဲ့တယောက်နဲ့ personality မတူကြဘူး mindset တွေမတူဘူးအဲ့ဒါတွေမတူတဲ့အတွက် music taste တွေကလည်းတယောက်နဲ့တယောက်နဲ့မတူကြအောင်အဲ့တော့ဟို music taste ဒီလူတယောက်ရဲ့ personality ကို reflect ဖြစ်တယ်ဆိုတာအခုလက်ခံလားအဲ့ဒါဘယ်လိုမြင်လဲပေါ့အဲ့ဘက်ကနေတော့ကျေပြန့်သွားပြီပြောရမယ်ဆိုရင်တော့ကျွန်တော်အဓိကတော့ဟိုဘယ်လိုပြောမလဲဟို DJ စကိုက DJ ရလို့စဖြစ်ချင်ပြီဆိုတော့ကိုကအရင်ဆုံး music တွေနားထောင်ဖို့လိုတယ်ပေါ့နော် music တွေသိဖို့လိုတယ်တချင်းနေနဲ့ရင်းနှီးဖို့လိုတယ်အဓိကကိုယ်တိုင်ကဘယ်လိုပုံစံနေကြိုက်လဲဆိုတာမျိုးကိုကရှိထားရတာတော့ကောင်းတယ်ဒါပေမဲ့အဓိကကိုဖျော်ပြရတဲ့ခါကြလို့ရှိရင်ကျရင်ပရိသတ်နောက်ကလည်းမလိုက်လို့တော့မရပြန်အောင် but at the same time ကိုယ့်ရဲ့ပုံစံတစ်ခုကလည်းအပြောင်းရှိနေရမယ်ဆိုတော့အဲ့ရဲ့ဂျားထဲမှာကြောက်အောင်တို့ကတော့ဘယ်လိုရအောင်ဒါကျွန်တော်တို့ဟိုအတွေ့အကြုံတွေပိုင်းနဲ့အများကြီးတော့ဆိုင်နေပြီအခုဒီမှာဗျာဟိုအကုန်နဲ့ back to back ဖွင့်ရတဲ့ artist တွေရှိမယ်ဒါမှမဟုတ်လေသူမှတငယ်ချင်းတွေရှိမယ်ဒါမှမဟုတ်မှဒီတငယ်ချင်းလည်းမဟုတ်ဒီ level တွေကပဲကိုနဲ့ဟိုရှင်နီးကျွမ်းဝင်တဲ့လူတွေရှိမယ်အဲ့လိုမျိုးလူတွေဒါမှမဟုတ်လေဒဇိန်းတွေလည်းရှိမယ်ပေါ့ဗျာသူတို့ရဲ့ playlist ကိုကြည့်ပြီးတော့ကောဟိုမှာသူတို့ရဲ့ personality ကိုယ့်ဘက်တောင်စိတ်ထဲကနေခံမှန်းဘူးတာမျိုးပါရောရှိတာခံမှန်းလို့ကတော့နောက်ဆုံးအရင်တော့ရနိုင်တယ်ဗျာဒါပေမဲ့နောက်ပိုင်းနေရကြတော့နည်းနည်းဟိုအဲ့လိုခံမှန်းဖို့ကတော့နည်းနည်းခက်နေပြီဘာလို့ဆိုတော့တော်တော်များများကလည်းဒီကြားဦးနေကြတဲ့ချင်းတွေကိုပဲဖွင့်နေကြတာတော်တော်များတယ်ပေါ့နော်ဆိုတော့လက်ရှိဒါပေါက်နေတဲ့ချင်းတွေပါရှိမယ်ဥမာခဏပါရှင်းBlackpink တချင်းနေရှိမယ်ဗျာစာသဖြင့်အဲ့လိုမျိုးတွေရှိမယ်ပြီးရင်အဲ့hard dance လိုမျိုးဟာမျိုးတွေရှိမယ်ဆိုတော့အဲ့ဒါမျိုးတွေကိုအဓိကတော်တော်များများအခုအဲ့ဒါတွေဆိုလို့ရှိရင်တော့အဲ့တဝဲလေထဲမှာပဲသူကဖွင့်ကြတာဆိုတော့ဘယ်လိုပြောမလဲကိုယ့်ရဲ့ popular ကို taste ဆိုတာတိတ်မရှိတော့ trend နောက်ကိုပဲသူကအဲ့ trend လက်ရှိဖြစ်တဲ့ဟာပဲသူကိုယ်တိုင် trend setter မဟုတ်ပဲねလေဆိုတော့အဲ့လိုမျိုးကိုယ်တိုင်ကအဲ့လိုဘယ်လိုလဲဟိုမတူတဲ့ဟာကိုလုံးရဲတဲ့လူကခက်ရှာတော်ကြသွားတယ်အဲ့လိုမျိုးပေါ့ပြောမယ်ဆိုကျွန်တော်လည်းအဲ့လိုကတော့ကျွန်တော်လည်းဟို agree ဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်မှာဗျာကျွန်တော်ဆို club တွေသွားတယ်ဘာတွေသွားတယ်ကြားနေကြဟာတွေကြီးပဲဟိုဘယ်တချင်းပြင်ဘယ်တချင်းလာမယ်ဆိုတာဆိုအလို့ရနေအဲ့လိုပုံစံမျိုးဖြစ်နေရဆိုတော့အခုပြောရလေအဲ့ဒါတော့မှန်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဥမာဟိုနောက်တစ်ခုရှိတာကကြတော့ club တွေမှာတချင်းဖွင့်ပြီဆိုလို့ရှိရင်ဗျာတချို့တွေကကြတော့ကိုယ့်ရဲ့ taste အတိုင်းဖွင့်တာမျိုးလည်းရှိတယ်ခုနအကိုပြောလို့ဒါကိုယ့်ရဲ့ taste နဲ့ဖွင့်တာတွေလည်းရှိရပါတော့ဒါမှမဟုတ်လို့ရှိရင်ဟို popular ဖြစ်တဲ့တခြင်းတွေကိုဖွင့်တာရှိတယ် playlist ထဲအတိုင်းဖွင့်တာရှိတယ်ဟိုအဲ့လိုမျိုး DJ တယောက်အနေနဲ့ဖွင့်တဲ့အချိန်မှာ crowd reading ကို
အရေးကြီးတယ်လို့ အရေးကြီးတယ်ကျွန်တော်တို့ crowd reading ကလည်းဒါပြောရင်ဒီတယောက်ရဲ့ဒါဟိုဒါသူ့ရဲ့အသက်ပဲပေါ့ပြောရင်အဓိကတော့အောက်က crowd ကအဲ့လိုကိုဖွင့်နေတဲ့ music ကိုအဲ့လို enjoy လုပ်နေလားမလုပ်နေလားသူတို့ရဲ့ mood ကိုကျွန်တော်တို့အဲ့လိုဂယုမဆိုင်လို့တော့မရအောင်ဆိုလိုချင်တာအဲ့လိုပြောရင်ကိုဖွင့်ရမယ့်အချိန်ကဥမာအချိန်တစ်ချိန်ရှိမှဥမာ17 second လိုမျိုးချိန်17 second လိုမျိုးချိန်ဆိုတော့သူကအဲ့လို peak time မဟုတ်သေးတော့ကိုကအရင် energy သုံးလို့မရသေးဘူးအဲ့လို7နှစ်တစ်ရှိသေးတယ်ဆိုတော့အဲ့ဒါတွေကလုံးဝဟို peak time နေဆိုတော့အဲ့ဒီတော့ကိုခြံပေးရတာမျိုးရှိမယ်ဆိုတော့အဲ့လိုမျိုးပေါ့အဓိကတော့ကိုဖွင့်ရမယ့်အချိန်နဲ့ဒါလာရောင်းကြီးတွေဖြစ်တဲ့တချင်းတွေကိုဒါကျွန်တော်တို့အောက်ကလူကိုလည်းကြည့်ပြီးတော့ကျွန်တော်တို့အဲ့လိုဟိုမကနေဘူးဆိုလည်းကောက်အောင်လုပ်ရတော့လည်းနည်းနည်းလုပ်ရမယ်အရင်နဲ့လုပ်လို့မရအောင်နဲ့လှုပ်ရုံတော့ပဲလုပ်လို့ရတာမျိုးအဲ့လိုမျိုးပေါ့သူ့ချိန်နဲ့သူအဲ့လိုမျိုးလေးရှိတော့အဲ့လိုမျိုး crowd ကိုကတော့ကျွန်တော်တို့ reading crowd reading ကတော့တကယ်တော့လိုတော့လိုရအဲ့လိုမျိုးရှိပဲနေတော့မရဘူးပြောမယ်ဆိုcrowd reading ကဒီ DJ တယောက်အတွက်တော်တော်လေးအရေးကြီးတဲ့အရာလို့ပြောရမှာပေါ့တော်တော်လေးအရေးကြီးဟုတ်တယ်ဟုတ်အကိုရိုင်းရောကြုံဘူးလားဘယ်လိုကြုံဘူးလဲဆိုတော့မှအကိုကအပေါ်မှာချင်းဖွင့်နေအောက်က crowd နဲ့အကိုနဲ့ကလုံးဝတက်စီကြီးဖြစ်နေရမျိုးဖြစ်ဘူးကြုံဘူးအဲ့ဒါတော့ကျွန်တော်အဲ့ဟိုတောင်ကြီးတစ်စောင်းနိုင်ပွဲမှာတော့ဖွင့်တာပါအဓိကတော့အဲ့လိုနယ်မျိုးတွေပေါ့ဒါမဲ့ဟိုပါပေါ့သူတို့လည်းဒါဟိုဘယ်လို music knowledge မရှိဘူးလို့ပြောချင်တာမဟုတ်ဘူးသူတို့တွေကဟိုဘယ်လိုပြောလဲဒီဥပမာသူတို့ trap တွေ dubstep တွေတော့သူတို့သိမသိနိုင်ဘူးဗျာသူတို့ခုံလို့ရတဲ့ဟာတွေတော့သိမယ်ဒါမဲ့အဲ့ဒါလည်းပြောရရင်ကိုအနေနဲ့ကလည်းအဲ့လိုမျိုးတစ်ချိန်မျိုးတွေအဲ့ဒီမှာတော့မဖွင့်ရအောင်အဲ့လိုမျိုးပေါ့ဖွင့်ရအောင်ဆိုတော့ကျွန်တော်ကလည်းနောက်ဆုံးဟိုညှက်ပြီးတော့ဖွင့်တာပါပဲဒါပေမဲ့အဲ့ဒီဟာတွေဖွင့်လိုက်ပြီဆိုလို့ရှိရင်လူတွေကအဲ့လိုကြောင်းတောင်းရေးပြောရရတာစားလို့ခိုက်တယ်ကြုံကြာပြီလားကိုအဲ့တောင်းကြီးပွဲကြာပြီပေါ့2019လောက်ပေါ့ဟုတ်ပါဆိုတော့ကြာပြီဒါပေမဲ့9နှစ်နေလောက်ပါကိုလည်းအဲ့ချိန်တော့ကြောက်ကိုရိုင်းလဲတာစီနီယာမဟုတ်သေးဘူးစပြီးတော့ခုမှဒီတဲကိုစဝင်ကားသားအချိန်ဆိုတော့အဲ့မော့အဲ့ဆိုအကိုဆိုလို့ရှိရင် festival မှာလည်းဖွင့်ပူတယ် club တွေမှာလည်းဒါဖွင့်ပူတဲ့ artist တယောက်ပဲ senior တယောက်ပဲဆိုတော့ဒီ club နဲ့ festival ဆိုရင်ရောဖွင့်ရဘယ်ဟာပို့ပြီးတော့သဘောကျလဲကျွန်တော်ကတော့ပုံနေပြောရရင်တော့ club မှာတီးရတာပို့သဘောကျတယ် festival မှာတီးရမယ်ဆိုလို့ရှိရင်ကိုကအကယ်၍ကိုဖွင့်ရမယ် set time ကကိုကအရှိအစောပိုင်းဥမာ opening လိုမျိုးဘက်ကိုရောက်တယ်ဆိုလို့ရှိရင်ကြာရင်ဟိုအောက်မှာလူသိမရှိသေးတာတော့လူတွေအဲ့လိုညနေပိုင်းနေမဝင်သေးဘူးဆိုရင်ဒါအောက်မှာတိတ်မရှိကြသေးဘူးဆိုတော့အဲ့လိုပြောရရင် festival မှာတီးရတာကြတော့နည်းနည်းပို့ပြီးတော့ဟိုဘယ်လိုလဲနည်းနည်းကျဲပြီးအကြီးဖြစ်တာပေါ့နော်ကြီးပြီးတော့ကိုယ့်ရဲ့ဒီဟို visual တွေဘာတွေကို net ကိုကဟို sing လုပ်ဖို့တွေဘာတွေကိုယ့်ဒီ performance overall ဒီ performance ဒီ presentation ညကျွန်တော်ကတိတိကျကျကြီးအဲ့လိုလုပ်ရတာပေါ့နော်နည်းနည်းများတော့များလေးလုပ်ရတဲ့ပိုင်းက stat တွေပိုများပိုကျဲသွားအနောက်ကတချင်းနဲ့လာတဲ့ visual နဲ့အဲ့လို sing လုပ်ဖို့တွေဘာတွေစသဖြင့်ပေါ့နော်ဆိုအဲ့လိုမျိုးတွေပေါ့ဒါပေမဲ့ပွဲရတော့ပိုကြီးတာပေါ့အဓိကနောက်ပြီးကိုကပြန်ပြီးတော့လဲကို artist career ရောလဲဒါကိုဒီလူပွဲတွေမှာဖွင့်ခဲ့ပါတယ်ဆိုတော့ပြန်ပြလို့တော့ရတယ် portfolio တော့ကောင်းတာပေါ့အဲ့ဒါတော့ကောင်းတယ်ဒါအဲ့ဒီတော့ပဲတော့ကောင်းတယ်အဓိက festival တီးရတော့ကျွန်တော်တခြားဟာတွေကတော့အဲ့လောက်ထိတော့ enjoy တော့မဖြစ်ဘူး club မှာတီးရတော့ပို enjoy ဖြစ်တယ် club မှာတီးရတော့ပို့ပြီးတော့ပေါ့ပါရှိတယ်နောက်လူတွေကလည်းပို့ပြီးတော့ close ဖြစ်တယ်လို့ခံစားရတယ်ဆိုတော့ club ထဲမှာကျတော့ဒီ club ထဲက audience ပဲဒီဟာပဲ focus ဥပမာကျွန်တော်တို့ဒီ festival ဆိုလဲတချို့ festival ဆိုရှိအောင်ဟို stage ဟိုပွဲတစ်ပွဲမှာ stage 2ခု3ခုတွေရှိရဆိုအဲ့လိုမျိုးအမှန်တော်တော်ကြီးပြန်နေပြီအမှန်ရပြန်နေဟုတ်တော့ပေါ့အဲ့ဆို personally အရဆိုလို့ရှိရင်ဒါ club ကိုပိုကြိုက်တာပေါ့ဒီ career တလျှောက်မှာအကိုတလွဲတွေကတော့အများကြီးကြုံမှုမှာပဲဒါတော့ပြောနေကြအောင်မလို့ဘာလို့လူတိုင်းကြုံရမယ်ပဲဆိုတော့ဘယ် career ပဲဖြစ်ဖြစ်တလွဲတွေတော့အများကြီးကြုံမှာပဲအဲ့ထဲမှာအခုတို့အစိုးဆုံးနဲ့အလုံးကအမတ်တရအဖြစ်ဆုံးဖြစ်နေမှာရှိရဗျာရှိလားရှိရအဲ့လိုမျိုးကတကယ်တော့တစ်ခေါက်တည်းတော့မဟုတ်နှစ်ခေါက်လောက်ဖြစ်ခဲ့ဘူးကျွန်တော် artist career တစ်ခုလုံးကြီးမှာနှစ်ခေါက်လောက်ဖြစ်ဘူးဆိုတော့နှစ်ခေါက်လောက်ဖြစ်အဲ့ဒါဘယ်လိုဖြစ်တာလဲဆိုတော့အရှိရက်တွေမှာလည်းကျွန်တော်အဲ့လိုတောက်လျှောက်ပွဲတွေလိုက်တီးနေတာကျွန်တော်အဲ့လိုပင်ပန်းထားတယ်ဗျာအရှိ2ရက်လောက်ကပင်ပန်းထားတယ်အဲ့လိုမျိုး2ရက်3ရက်လောက်ပေါ့နော်စသဖြင့်အဲ့ဒီမှာကျွန်တော်ညနေ6နာရီ9နာရီ6နာရီလောက်မှာကျွန်တော်အိတ်လိုက်တာအိတ်ပျော်သွားဖွင့်ရမယ်ညာပွဲတော့ရှိတယ် club မှာပွဲတီးရမှာဟာ2ခုလောက်ရှိတယ်ဗျာဆိုတော့1နှစ်တော့3လေးတော့အဲ့လိုမျိုးတီးရမှာပေါ့နော်တကယ်ဆက်ဟို set လိုက်ဆက်တီးရမှာပေါ့အဲ့လိုကိုယ့်ရဲ့ကိုဟိုပါပေါ့ကိုယ့်အချိန်ပါနေတာပေါ့ဆိုတော့အဲ့အချိန်ပါနေတဲ့ညနေ6နာရီလောက်မှာကျွန်တော်အိတ်ပျော်သွားပြီးတော့ကျွန်တော်နိုးမယ်ပဲထင်တာနောက်နေ့မနေ့ထီကိုအိတ်ပျော်သွားတောက်ချောက်ကိုဖုန်းကြီးအများကြီးလာတာရောဟာအဲ့လိုမျိုးပေါ့အမအကုန်လုံးဟိုကမောက်ကမတွေဖြစ်တယ်ကိုနိုးတာအမအကုန်လုံးကကက်ဒရစ်ပဲရောက်နေရလဲဆိုပြီးပြရတာအဲ့လိုစာရေးပို့ထားပါညာအဲ့လိုမျိုးတွေပေါ့အဲ့ကျွန်တော် light down မှာရတယ်ဗျအဲ့လိုမျိုးဖြစ်ဖြစ်တွေရှိရပါတော့အဲ့ဆို organizer လည်းအဲ့တော့တော်တော်ရှင်းလိုက်ရပါတော့ဟို17စနစ်တောင်မဟုတ်ဘဲနဲ့လောကကိုက1နှစ်တစ်ချိန်ယူမှာနောက်ဆုံး၄နိုင်ကျော်မှကိုကျွန်တော်နိုးတာဆိုတော့ဟိုဘာမှအကုန်လွတ်သွားအောင်ဘာမှလုပ်လို့မရဘာလုပ်လို့မရအဲ့နှစ်ခေါက်လောက်ဖြစ်ဘူးကွာနှစ်ခေါက်လောက်ဖြစ်ဘူးအဲ့လိုမျိုးမှာအဲ့ DJ ကိုလည်းကျွန်တော်သွားပြီးတော့တောင်းမှာအဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်အချိန်ဘယ်သူလုပ်ပေးတာဘယ်သူဝင်ပေးထားလဲ live မေးပြီးပြန်တောင်းမှာပေါ့လေအဲ့လိုမျိုးပေါ့အဲ့ပေါ့အကိုဟိုဖြစ်သွားရဟာရလုံးအကြီးလို့မျိုးအဲ့လိုမျိုးနှစ်ခေါက်လောက်ဖြစ်ဘူးပါโอเคအဲ့ဆိုလို့ရှင်ကျွန်တော်နောက်တစ်ခုမေးချင်တာကဟိုမှာဒါအကိုရဲ့ခံယူချက်ပေါ့နော် personally ပေါ့နော်
DJ တယောက်စပြီးတော့ DJ တယောက်အနေနဲ့စပြီးတော့ဒီ career ကိုစလုပ်တော့မယ် professional အနေနဲ့ဒီလမ်းကြောင်းစပြီးတော့ရှောက်တော့မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးဖြစ်တဲ့ဒီ basic mindset ဆိုလို့ရှိရင်ရောဘာဖြစ်မယ်လို့ထင်လဲအဓိကအဲ့လိုတချင်းတွေကိုကိုယ်ကကြိုက်တတ်တဲ့လူဖြစ်ရမယ်နောက်ဆုံးဟိုကိုဘယ်လိုပြောသဘောကျတဲ့လူသဘောကျတဲ့ artist တွေဆိုတာမျိုးကလည်းရှိတော့ရှိထားရမယ်ပေါ့နော်အဓိကဟိုဘယ်လိုတချင်းလည်းတိတ်နားမထောင်ပြဘူးဘယ်တချင်းမှလည်းတိတ်မသိဘူးဟိုလူများ DJ လို့ကိုကလည်း DJ live လောက်တာမျိုးဆိုတာကတော့အဲ့ဒါမျိုးကတော့တိတ်တော့မကောင်းဘူးပေါ့နော်အဓိကကိုယ်တိုင်ကလည်းတချင်းတွေ live ပြီးနားထောင်ပြီးကိုကြိုက်တဲ့ music genre ဆိုတာလည်းရှိမယ်နောက်တချင်းတွေကိုကိုယ်တိုင်ကအဲ့လိုဘယ်လိုမှဒါဟို you တော်ဒါ live ခံစားပြီးနားထောင်နေတဲ့လူဆိုလို့ရှိရင်တော့ပိုအဆင်ပြေတာပေါ့ဆိုတော့အဲ့ဒီ mindset တော့ရှိဖို့လိုတယ်အဲ့ဒါ DJ ဖြစ်မယ်ဆိုလို့ရှိရင်ကိုမဖွင့်နိုင်တဲ့ music genre ဆိုတာမျိုးမရှိရအောင်ဆိုတော့ music genre တိုင်းကိုအဲ့လိုဖွင့်နိုင်ရမယ်ပေါ့နော်အဓိကတော့ဟိုဘယ်လိုလဲ service ပေးတဲ့ mindset တစ်ခုရှိရမယ်အဓိက song request တွေလာတယ်ဆိုလို့ရှိရင်လည်းကိုကဟိုအဲ့ဒါကိုဖွင့်ပေးနိုင်ဖို့လို့စူးစမ်းခြင်းစိတ်အဲ့ဒါမျိုးစိတ်ဖွင့်ပေးခြင်းစိတ်ရှိဖို့လိုတာပေါ့အဲ့ဒါမျိုးဟုတ်တယ်ဟုတ်တော့ကျွန်တော်လည်းဟိုမှာဗျာ TikTok တွေပါဒီမှာဆိုလဲတွေ့ရဗျာဟိုမှာ international မှာဆိုလဲအဲ့ဒီခုနအကိုပြောရတဲ့ sound request ကိစ္စပြောမယ်ဆိုဒီ industry မှာနည်းနည်း trending topic တခုလို့ဆိုဟုတ်တယ်အဲ့ဒါလေးsound request နဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုရှိရဗျ sound request နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စလုပ်ခဲ့တဲ့ club မှာဆိုရင်အဲ့ဒီမှာကကျွန်တော်စလုပ်ခဲ့2015-16 Brave Bar ဆိုတဲ့ club မှာပေါ့နော်အဲ့ဒီမှာအဓိကသူတချင်းတောင်းနေဆိုလို့ရှိရင်သူအဲ့လိုတချင်းတပုတ်တောင်းလို့ရှိရင်9000ပေးရတာပေါ့နော်အဲ့ခက်ကဆိုအဲ့9000ကwaiter 1000ယူတယ် DJ 4000ပေါ့နော်ဆိုအဲ့လိုကိုအချိန်မှာကို sound request ဘယ်လောက်တက်လဲဟိုမှာ happy birthday ဆိုလဲ9000ဗျာဆို happy birthday ဆိုတခါလေးကြားလို့ရှိရင်အဲ့လိုဘယ်လိုလဲတချင်းမှာဖွင့်ပေးရတာရှိတယ်တချင်းမှာဖွင့်ပေးရတယ်ဆိုလို့ရှိရင် happy birthday တချင်းနဲ့မွေးနေ့ရှင်ဘယ်သူသူနာမည်လေးရေးထားပေးတယ်အဲ့ voucher လေးပေါ့အဲ့ဒီပြောရရင်ဘေးစားရလေပြီးရင်ကျွန်တော်တို့အဲ့ဒါတညပြီးသွားရင်အဲ့ဒါကိုကောင်းတယ်မှာတော့ငွေထုံးပါပါတော့ဗောနော်ဆိုပြန်ပြီးငွေထုတ်ရတာဆိုတော့အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်ကဟိုကိုယ့်အချိန်မှာကိုတက်တော့ကိုရတယ်ဗျာဆိုအဲ့အချိန်မှာကျွန်တော်ကအဲ့လိုမျိုးကျွန်တော်ရှားတာအရင်သဘောကျတယ်အဲ့လိုပေါ့နောက်ဆုံးကိုတချင်းတောင်းနေကြလူတွေကိုလည်းဘာတချင်းတွေတောင်းတယ်လဲဆိုတာကျွန်တော်ကမှတ်ထားပြီးအဲ့လိုသူတို့လာတယ်ဆိုတာနဲ့အဲ့တချင်းကိုကျွန်တော်တန်းဖွင့်ပေးလိုက်တာပေါ့အဲ့လိုမျိုးတွေပေါ့ဆိုအဲ့လိုမျိုးတွေဖွင့်ပေးရတာကောင်းတော့ကောင်းတယ်ပြောကောင်းတယ်အဓိကတော့ဘယ်လိုလဲလူတွေကိုဘယ်လိုလဲသူတို့စိတ်ကျေနပ်တော့ enjoy ဖြစ်အောင်အဓိကအဲ့ဒါမြင်ရတော့သဘောကျဖို့ကောင်းတယ်ဆိုတော့အဲ့လိုပါโอเคအဲ့ဆိုလို့ရှိရင်ဟိုမှာခုနကဆိုဗျာအခုပြောသွားတဲ့ဒီ DJ တယောက်အနေနဲ့ဒါအရေးကြီးဆုံးဒါ basic mindset ဆိုလို့ရှိရင် general ဆွဲရှိလို့မရဘူးမှာကိုကဒီဟာပဲလုံးမယ်ပါညာအဲ့လိုပုံစံဟိုဘယ်လိုပြောရမလဲတသက်မထိထားလို့မရဘူးဗျာဟုတ် update လည်းဖြစ်ဖို့လိုတယ် update လည်းဖြစ်ဖို့လိုတယ်နောက်တစ်ခုကကြတော့မှတချို့ကြတော့တွေးကြတယ်ကျွန်တော်တီးရကမှ music producer ဆို music producer DJ ဆို DJ တချို့တွေကလည်းရှိရမှာ DJ ရော music producer ကိုနှစ်ခုလုံးလုပ်တာမျိုးရှိတယ်အဲ့ဒါကိုတခြားသူတွေကြောက်လည်းပြောကြရမှာ music produce လုပ်နိုင်မှဒါ DJ ကောင်းတယောက်ဖြစ်တယ်လို့ပြောကြတယ်ဟိုမှာ music produce မလုပ်နိုင်တဲ့လူက DJ ကောင်းမဟုတ်ဘူး professional မဟုတ်ဘူးအဲ့လိုမျိုးပုံစံမျိုးပြောကြတာဆိုဗျအဲ့ဒါဟိုမှန်လားဘယ်လိုမျိုးလဲမှန်လားဆိုတော့မှန်တယ်ဗျသူအဓိက music producer ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ music ကို produce လုပ်ထားတဲ့ music နဲ့ကိုယ့်ရဲ့ style နဲ့ကိုပို့ပြီးတော့အဲ့လိုချပြလို့ရတယ်ပေါ့နော်အဓိကတော့ကို as an artist အနေနဲ့ပို့ဖြစ်တာပေါ့ဆိုတော့အဲ့ဒါမျိုးပုံစံမျိုးတကယ်တော့ music producer လုံးမလည်းမဟုတ်တချို့ DJ တွေဆိုလို့ရှိရင်လည်းအဲ့ဒါမျိုး music producer ပုံsံမျိုးပဲသူ့ရဲ့အဲ့လို DJing style ကိုနိုင်ကောဥမာ like for example James Hype လိုမျိုးဆိုအဲ့လိုမျိုးပေါ့အဲ့သူဆိုလို့ရှိရင်လည်းဟို DJ ကနေမှသူ့ရဲ့ music producer ဘက်ကိုဆက်သွားတာပေါ့နော်ဆိုတော့အဓိကတော့ဘယ်လိုလဲ music producer လုပ်ချင်းမလုပ်ချင်းမဟုတ်တချို့ music producer တွေက DJ မတီးရည်လည်းရှိတယ်အဲ့ဒါမျိုးပေါ့နော်ဆိုတော့အဲ့နှစ်ခုစလုံးကိုကလုံးမယ်ဆိုလို့ရှိရင်တော့နောက်ဆုံးတစ်ဖက်မှပါတော့အားဖို့တန်သေးမယ်လို့ကျွန်တော်ထင်တာပေါ့နော်ဒါပေမဲ့နှစ်ခုစလုံးကတော့တကယ်တော့လုပ်တင်တယ်အဲ့ဒါမှပဲလေကိုကပို့ပြီးတော့ဟိုပွဲကြီးပို့ရမှာပေါ့အဲ့မှာ performance လည်းကိုပို့ပြီးတော့နောက်ဆုံးကတော့အဓိကတော့ fan base ပါပဲအဓိက fan base များရင်ပွဲကြီးရမှာပဲအဲ့လိုပေါ့အဲ့ဒါဆိုလို့ရှိရင်အခုဟိုဒီ music theory တွေကော DJ တယောက်အနေနဲ့နားလေဖို့လိုလောက်မှတချို့ဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုလို့ရှိရင်ဗျာဟို DJ တော်တော်များလာပြောရမယ်ဆိုလို့ရှိရင် industry ရဲ့ဒီ industry ရဲ့မှာ DJ အများကြီးပဲဟိုအများကြီးပဲဆိုတော့တချို့တွေကြောက်လဲပြောကြတယ်ဒီ gear တွေဒီ tools တွေကိုကောင်းကောင်းအသုံးတက်လို့ရှိရင်မင်းဒါတချင်းကောင်းကောင်းဖွင့်လို့ရတယ်ဆိုပြီးပြောကြတယ်အဲ့လိုမျိုးကြီးလည်းရှိတယ်ဟို music theory က basic လောက်တည်ထားရပြီကွာဆိုပြီးတော့အဲ့လိုမျိုးတွေးတာရှိတော့အခုလည်းပေါ့ဟုတ်တယ်ဗျအဓိကတော့ကျွန်တော်တို့ music theory ဆိုတာဟိုလိုမျိုးပေါ့အဲ့လို musical instrument တစ်ခုခုတီးတတ်တဲ့သဘောမျိုးဆိုရင်တော့ပိုကောင်းတယ်အဓိကဟိုလို guitar လေးနဲ့ round chord လောက်တီးတတ်တယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေတယ်အဓိကတော့ကျွန်တော်တို့ဟိုနားကိုတပုတ်နဲ့လိုက်လာမလိုက်ဘူးလားဘယ်ချင်းနဲ့ဆိုရင်တွဲလို့ကောင်းတယ်မကောင်းစသဖြင့်အဲ့ဒါတွေက music theory နဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ဒါပေမဲ့အဲ့လို set ပေါ်မှာလည်းလောက်ရတဲ့ဟာတွေကလည်းကိုကမသိဖို့မလိုဘူးလားဆိုတော့အဲ့ဒါလည်းသိဖို့လိုတယ်အဲ့ဒါပါပဲကိုက set ပေါ်မှာလုံနိုင်မှာဟုတ်ပြီးလေ့ကျင့်အောင်မယ်အပိုင်းတစ်ပိုင်းအထက်ရှိသေးတယ်ဒါပေမဲ့ set ပေါ်ကအပိုင်းကြီးပဲကိုကသိလို့ကြားရင်တော့
အဆင်မပြေတော့ကွာဆက်ပဲပြင်စားလို့ရလိမ့်မယ်လား DJ မဟုတ် DJ တော့မဟုတ်ဖြစ်သွားတယ်အဲ့လိုဖြစ်သွားတယ် အဲ့လိုလူတွေရောဟိုဒီဟိုကြုံဘူးလားမှတင်တန်းအကိုဆိုတင်တန်းဖွင့်တော့ဗျာပို့ဆိုးမှာပဲတင်တန်းဆိုလို့ရှိရင်ဒါတင်တန်းသားအစုံရှိမယ်လူအစုံလာမှာ ဟိုတချို့ geek တော့ geek ဖြစ်တဲ့လူတွေပေါ့နော်သူတို့ geek ဖြစ်တဲ့လူတွေကကျတော့ဒီဟို gear တွေနဲ့ပတ်သက်တဲ့ဥစ္စာဒီ technology နဲ့ပတ်သက်တဲ့ဟာတွေကိုဘက်ကိုတော်တော်ကြီးအားသက်နေလူရှိတာပေါ့ဆိုတော့အဲ့လိုလူတွေကြတော့လေကျွန်တော်ကြည့်လိုက်ရင်အဲ့လိုသူတို့ကအဲ့လို music နဲ့ပတ်သက်တဲ့အပိုင်းမှာနည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုမှခံစားမှုအပိုင်းပေါ့ဒီကတော့ emotional အပိုင်းခံစားမှုအပိုင်းကိုအားနေကြတယ်ဗျအဲ့လိုတော့မြင်ရတယ်ဆိုတော့ဟိုတချို့ကြောက်လေခုနအကိုပြောရလို့ဘယ်လိုပြောရမလဲ popular ဖြစ်တဲ့တခြင်းတွေဖွင့်မယ် playlist ထဲမှာတောက်လျှောက်စီထားဆိုအဲ့ဒီစီထားတဲ့အတိုင်းပဲတောက်လျှောက်ဖွင့်မယ်ဟိုမှာသူတို့ရဲ့ emotion တွေမပါဘူးမပါနောက်အဲ့ဟို shiny object syndrome ဆိုတာလည်းရှိတယ်အဲ့လိုနောက်ဆုံးအဲ့လိုအသစ်ထွက်တဲ့ဟာတွေကိုပဲသုံးတာတော့သုံးကြည့်ကျင်တာတော့အဲ့လိုမျိုးပေါ့ကျွန်တော်မှလည်းရှိရအဲ့လိုမျိုးကတော့ဒါပေမဲ့ဘယ်လိုပြောမလဲဟိုနောက်ပိုင်းထွက်တဲ့ဟာတိုင်းကလည်းအကောင်းတာတော့မဟုတ်အရင်တချို့အဲ့လိုအကောင်းအဲ့ဒီအကောင်းဆုံးဟာတွေကဒီနောက်ဆုံးထွက်တဲ့ဟာတွေမဟုတ်ဘူးအရှိမထွက်ထားပြီးသားဟာတွေထဲမှာလည်းအကောင်းဆုံးဟာတွေရှိတာပေါ့နော်ဆိုတော့အဓိကတော့ကျွန်တော်အဲ့လိုဟိုအဲ့လို gear တွေကနောက်ဆုံးအခု update ဖြစ်လာပြီးတော့နောက်ဆုံးအခုထပ်ပြီးအသစ်ထွက်လာတဲ့တိုင်းကပိုပြီးကောင်းတာမဟုတ်အဲ့လိုမျိုးရှိတယ်အဲ့ဟိုတချို့ဆိုရှိလေတချင်းဟို okay ဒီတစ်ထွက် down ဒီအဲ့တခါမှ down ပြီးတခါတန်းဖွင့်အဲ့လိုရှိရဆို okay အဲ့ဆိုလို့ရှင်ရင်အကိုဆိုလို့ရှင်ဗျာ creative block ဖြစ်တာတွေဘာတွေရောကြုံဘူးလားပေါ့ creative block ဖြစ်တာဘာမှစဉ်းစားလို့မရတော့ဘယ်လိုလုပ်ရမလဲမစဉ်းစားလို့အဲ့လိုကြုံဘူးလားကြုံဘူးပါတယ်ကြုံဘူးတယ်အခုလက်ရှိကျွန်တော် project တော်တော်များများကလည်းအဲ့လိုတော့တန်းနေဖြစ်နေတာပေါ့နော်ဆိုတော့အဓိကကိုကဘယ်လိုလဲဟိုအစားဆုံးပြီးသွားပြီဆိုလို့ရှိရင်ဘယ်လို release လုပ်ရမလဲတော့ဘာလို့နောက်ထပ်တခြားသော process တွေထပ်ရှိတဲ့ဟာ it's out of ကိုယ့်ရဲ့ reach မဟုတ်တော့တဲ့ဟာမျိုးပေါ့ဖြစ်သွားတာပေါ့ဒါပေမဲ့ကျွန်တော်ဒီ music နဲ့ပတ်သက်တဲ့ဒါကိုယ့်အပိုင်းဒီဟိုပေါ့ production ပဲဖြစ်ဖြစ်ဒီ DJ ပဲဖြစ်ဖြစ်ကအဲ့ဒီထဲမှာတော့ကျွန်တော် creative block ကတော့မဖြစ်တာများတယ်ပြီးရတဲ့အထိကတော့ရပါမယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုဘယ်လို content ကိုဘယ်လို release လုပ်မလဲဘာညာနောက်တစ်ပိုင်းကကျတော့အဲ့ကိုသိမကြွမ်းကျင်တဲ့အပိုင်းတွေဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့မျိုးနဲ့ပတ်သက်ပြီး creative block တော်တော်ရှိတယ်ဟုတ်လက်ရှိ main genre ကကျွန်တော်စိတ်တင် drum and bass ဖြစ်မယ်ထင်တယ်ဘာလို့အကိုတောက်လျှောက်လုံးဝ promote လုပ်နေတာဒီ drum and bass ဆိုတော့ဘာကြောင့် YDM ပေါ့မြန်လို့ပဲပြောရမှာမြန်တာပြီးရင်တော့ bounce ဖြစ်တာပေါ့အဓိက bounce ဖြစ်ပြီးမြန်ပြီးတော့နောက်ပြီးအဲ့ဒီကောင်အစ်စ်လိုမျိုးအစ်စ်ဆိုတာတဲ့အဲ့လိုနားကြတာအစ်စ်လိုမျိုးပုံစံဖြစ်နေတာပေါ့နော်ဆိုတော့ဒီဘက်နောက်ပိုင်းဒီ covid ကာလပြီးမှဒါဒီမြန်မာပြည်မှာ trend ဖြစ်တဲ့ဟာပေါ့ဆိုတော့အရင်ကကျွန်တော်တို့အဲ့ဒါတွေမရှိဘူးအရင်တော့ big room တွေပါ hard style တွေပါရှိတယ်ဗျာဆိုတော့ big room အဲ့လိုမျိုးဟိုဘယ်တော့ kick ကို1 2 3 4 dum 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 အဲ့လိုထူတဲ့ဟာမျိုးတွေပဲလာအခုကျတော့ dum tat dum ဆိုတော့အဲ့လိုမျိုး kick snare pattern နဲ့ပုံစံအစမ်းဖြစ်နေတာပေါ့ဟုတ်ဆိုတော့အဓိကတော့အဲ့ဒီဥစ္စာတွေကိုလူတွေပို့အဲ့ဒါတွေလူတွေကအဲ့လိုညှိတာနဲ့တူပါတယ်အဲ့လိုဖြစ်ပါတယ်ဘာဖြစ်လို့ဆိုအခုနောက်ပိုင်းကဟိုပြောမယ်ဆိုလို့ရှိရင်တော်တော်များများမေးလိုက်လို့ရှိရင်မှာ favorite genre ဆိုမှာ drum and bass ကတော်တော်များပါတယ်တော်တော်ဘယ်လိုပြောမလဲဟိုဘယ်လိုလဲတချို့အဲ့လို club ထဲမှာဆိုလဲဒါ festival တို့ဘာလို့မှာဆိုလဲပိုပြီးသိတာအဓိကတော့ orgy ကြိုက်တဲ့လူတွေနဲ့ပိုပြီးအဆင်ပြေပေါ့နော်ကျန်တော့ဟိုလှုပ်လို့ရတယ်ခါလို့ရတဲ့ဟာမျိုးပေါ့ဗျာဆိုတော့ပြောရင် music ဟိုသူ့ရဲ့ tempo ကလည်းအရင်မြန်တာပေါ့184 985ဆိုတော့တော်တော်မြန်တယ်မြန်တာကိုပို့ပြီးတော့ဟိုဘယ်လို energy ပါတာပေါ့ဆိုတော့အဲ့ဒီဘိုင်းတွေလူတွေအဲ့ဒါကိုကြိုက်ကြတာဖြစ်ပါတယ်ဟုတ်အကိုဆိုခုနဆိုပြောရဲကိစ္စကကျွန်တော်နည်းနည်းလေးဆက်ပြီးတော့ပြောလိုက်အောင်ပဲဗာလဲဆိုတော့ဟိုမှာရင်ခင် night life ကဆိုလို့ရှင်များဥမာကျွန်တော်မြန်မာပြည်မှာဆိုရင်ဒီ EDM နဲ့ပတ်သက်ပြီးတော့ golden era ဆိုပြီးတော့လဲဒါကျွန်တော်ခေါ်ကြတဲ့အချိန်ကာလရှိရဆိုတော့လေ16လောက်ဟုတ်အဲကာလတော့က night life နဲ့အခု night life နဲ့တော်တော်ကြီးကွာခြားသွားပြီကွာခြားအပြင်ဘာအဲ့ထဲမှာမှဘာတွေပါအခုကွာပြောင်းလဲသွားလဲဆိုလို့ရှိရင် party dress တွေပါလာပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုနည်းနည်းပြောပါအဲ့ဒါပတ်သက်ပြီးတော့အရင်တော့လည်းအဲ့ဒါရရှိရဗျမရှိဘူးတော့မဟုတ်ဒါပေမဲ့အဲ့လိုလူအ ਨੇ စု popular မဖြစ်တာပေါ့အခုလည်းလူပဲရှိတာ popular မဖြစ်တာပေါ့ပြောရင်တဝိုင်းလောက်ပဲ club တစ်ခုလုံးမှာအဲ့လိုမျိုးသုံးတဲ့လူရှိတာဆိုတော့အခုကျတော့အကုန်လုံးကဓာတ်ရဝိုင်းနိုင်ပဲအဲ့လိုဖြစ်ပြီးဝိုင်းနိုင်ပဲဘန်လိုက်ကြီးဖြစ်နေတာအဲ့လိုမျိုး forward နေဖြစ်နေတာပေါ့နော်မဟုတ်ပါအဲ့ဒါလည်းနောက်ဆုံးဟိုဘယ်လိုခင်မတူတော့ဘူးဆိုတော့အဓိကကျွန်တော်တို့ဟိုအဲ့ဒီမှာအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ music genre တွေကလည်းကျွန်တော်ကွဲပြားသွားတယ်နောက်ဆုံးလူတွေကိုဖျော်ပြရတဲ့ပုံစံတွေကလည်းကွဲပြားသွားတယ်အရင်တော့ကျတော့ကျွန်တော်ဟိုဘယ်လိုလဲ alcohol တောက်တဲ့လူအရက်တောက်တဲ့လူများတော့ club ထဲမှာတော့အဲ့လိုအရက်တောက်တဲ့ပရိသတ်များတော့သူတို့ကပို့ပြီးတော့ဘယ်လိုလဲဟုတ်တယ်အဲ့ကွာဟာမှုကအဲ့ဒါတွေရှိတယ်အရင်တော့ဆိုရန်နေပါရန်ဖြစ်မယ်ဗျာဆိုတော့ club ထဲမှာဆိုရန်ဖြစ်မယ်တညကိုရန်ပွဲ3ပွဲဖြစ်ကိုဖြစ်မှာဗျာ pioneer တို့ဘာလို့ဆိုဖြစ်ကိုဖြစ်မှာကားပါကင်နဲ့အမှဖြစ်ကြမယ်အမျိုးစုံဖြစ်မယ်ဆိုတော့အဲ့ဒါတွေကအခုဒီဘက်ခေတ်မှာမရှိတော့အဲ့ဒီတစ်ခုကတော့ကောင်းတယ်အဲ့ဒါကြီးတစ်ခုကတော့တော်တော်ကောင်းတယ်ဒီဘက်ခေတ်မှာရန်ဖြစ်တယ်ဆိုတာမျိုးကတော်တော်ကြီးတော့မရှိတော့တချို့ကျတော့အရင်တော့ဆိုပခုံးတိုင်းမိဘာနာနဲ့ကိုရန်ဖြစ်တာဆိုတော့အခုကိုဘက်ကစတောင်းအခုတော့အရန်အချစ်ကြတာပေါ့ပြောရတော့လူတွေကပို့ပြီးချစ်တတ်လာအဲ့ဒါကြီးခုတော့ကောင်းတယ်
Okay so အဲ့ရရတော့ positive နဲ့ negative ရှိတာပေါ့ဗျာဆိုတော့အဲ့ဒီပိုင်းလေးတော့ positive ဖြစ်တာပေါ့ဒါပေမဲ့အဓိကဟိုအရင်ခေတ်ကလူတွေကကြတော့အဲ့လိုတချင်းတွေပါသူတို့က live ဆိုတယ်တကယ်ကြီး live ဆိုတာသူတို့တချင်းတွေဖွင့်နေဆိုလို့ရှိရင်ကျွန်တော်တို့တချင်းဖွင့်နေနဲ့ slider ချလိုက်တယ်ဆိုလို့ရှိရင်အောက်ကလူတွေအတန်တကယ်ကို live ဆိုတာဗျာဆိုတော့အခုဒီဘက်ခေတ်မှာကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကအဲ့လို live ဆိုရတာမကြိုက်ဘူးအရန်လည်းတချင်းဆိုခိုင်းနေဆိုလို့ရှိရင်မကြိုက်တော့ဘူးအဲ့ဒီအဓိကသူတို့နဲ့မျိုးခေါ်နေလို့ရမှာသူတို့အဆင်ပြေတယ်အဲ့လိုသဘောမျိုးတော့ရှိတယ်ဆိုတော့အဲ့ဒါကြီးကတော့အကြီးတော့ပြောင်းလဲမှုတွေရှိတယ်ကျွန်တော်တို့ဘယ်လိုလဲဒီဟိုအရင်တော့ခေတ်ကဖွင့်ခဲ့တဲ့ပုံစံမျိုးတွေကဒီဘက်ခေတ်မှာအားလုံးကတထရရတယ်ဖွင့်လို့မရတော့ကျွန်တော်လည်း live update လုပ်ရတယ်ချိန်ရတယ်အများကြီးတော့ရှိတယ်ဆိုတော့အဲ့ဘက်ကနည်းနည်းတော့နည်းနည်းအဲ့ဘက်ကများတယ်ဟိုခုနကကိုပြောရသလိုလေဒီဟာပေါ်မူတည်ပြီးတော့ January လည်းပြောင်းလာတယ်ဆိုတော့ခုနောက်ပိုင်းဆိုပြကျွန်တော်သိတာဆိုVina တို့ Happy Vibe တို့ Happy Vibe အဲ့ပေါ်လာဗျာ Happy Vibe ဆိုတော့တော်တော်ကြီးတော့ထူးဆန်းတယ် Happy Vibe ကအဲ့လိုဘယ်လိုပြောအဲ့ဒါကဘယ်ကနေဘယ်လိုဟိုoriginate လောက်လာလဲဆိုတော့ကျွန်တော်တိကျတော့မသိဘူးဒါပေမဲ့ဒီနိုင်ငံမှာပဲရှိရလားလဲမပြောနဲ့အဲ့ဒါတော့သိတာမရှာလို့ Happy Vibe လို့တော့ဘယ်သူမှတော့မခေါ်ဒါဒီကလူတွေပဲခေါ်တာကြဒါပေမဲ့ Happy Vibe ကလည်းသူတို့ပုံစံတချင်းပုံစံ signature ပုံစံအရှိကိုရှိတာရှိတာအဲ့ဒါလည်းတော်တော်မိုက်တယ်ဘယ်သူထွင်လိုက်လဲကျွန်တော်အတိကျတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့ Happy Vibe ကလည်းဘယ်လိုပြောဟိုလိုကလေးဆန်ဆန်အဲ့လိုတီးလုံးလေးဟိုမှာ तू ကအဲ့လိုအဓိက speed house ပါပဲ speed house လာအဲ့လို bounce လိုမျိုးပုံစံမျိုးမှာ तू ကအဲ့လိုမျိုးပေါ့အဲ့လိုခေါ်လို့ခေါ်မှမသိဘူးခေါ်မှမသိဘူးဖြစ်သွားအဲ့ခုနောက်ပိုင်းဆိုအဲ့ဒါတွေလည်းနည်းနည်း trend ဖြစ်လာတယ်ဟုတ်တယ်ဟာလို့ဟိုကျွန်တော်ဆိုတခါကြုံဘူးရလို့ club ရန်ကုန်ကပဲ club ကြီးတစ်ခုပဲ club ကြီးတစ်ခုမှာပုံမှန်ဆိုလို့ရှိရင်ဒီသူတို့ club ကဟိုမှာထားပါတော့ကျွန်တော်ဒီသူတို့သတ်မှတ်ထားတဲ့ general ရှိမယ် Mahadance Day Speed House Day Drum and Bass Day တီးရမယ်အဲ့နောက်ပိုင်းကျအဲ့လို club ကြီးရပါ Happy Vibe တွေတီးလာတော့ဟာလို့သူတို့ရ Happy Vibe တီးနေပြီလားပေါ့ဟုတ်ပါ Happy Vibe က Speed House ပုံစံမျိုးပါပဲဆိုတော့အဲ့ဒါမျိုးမှာမိုက်တော့မိုက်ပါဘယ်သူစမ်းတဲ့တီထွင်လိုက်လဲတော့မသိဘူးဒီနိုင်ငံမှာပဲလက်ရှိရလိုက်လားမသိဘူးအဲ့လိုလဲထင်တော့ထင်ရတယ်အခု personally ကဘယ်လိုမြင်ကြိုက်လားမကြိုက်တော့မကြိုက်ဘူးသူcompress အရင်လောက်ထားတဲ့အတန်အနေနဲ့လောက်အဓိကတော့ဘယ်လိုလဲဟိုတချင်းတွေကတူတူလေးရေးပြီးသူတို့လောက်ထားတဲ့ဟာလေးတွေဟုတ်တယ်ဟိုဘယ်လောက်မှမရှိတူတူလေး drop တစ်ခုလောက်ပဲပါတဲ့ဟာမျိုးလေးမဟုတ်အဓိကမဟုတ်လောက်တဲ့လူတွေဒါဟိုမကောင်းပြောတာမဟုတ်ပါဘူးအဓိကတော့ဟိုဘယ်လိုလဲဟိုတော်ပါတယ်သူတို့ဒါကြီးကသူတို့ genre အသစ်တစ်ခုတော့သူတို့ဒါမွေးဖွားလိုက်နိုင်တယ်ဆိုတော့တော်တော်ကောင်းဆိုတော့အဲ့ဒါမျိုးတွေကတော့အသစ်တွေကတော့ဒီဘက်ခေတ်မှာတော့အများကြီးဒါပြောင်းလဲစကူးမကူအပြောင်းလဲတွေမှာအသစ်တွေပေါ်လာတာပေါ့ခုနနောက်တစ်ခုရှိတာဆိုအခုဆိုရင်ဟိုကျွန်တော်တို့ဒီဘက် Asian ဘက်မှာဆိုလို့ရှိရင်နောက်ပိုင်းဒါ promote လုပ်လာတဲ့ genre ဆိုလို့ရှိရင် drum အဓိကတော့ drum and bass ပေါ့နော် drum and bass ရှိမယ်ဒီ trap တွေဒီ techno တွေကတော့ဒါထားတော့ဒါအရင်တည်းက trap တို့ dubstep တို့ဆိုတာဒါ popular ဖြစ်ပြီးသားဆိုတော့ဟို drum and bass ရှိမယ်ပြီးရင်ကျွန်တော်သိသလောက်ဆိုမှာ Bali funk ရှိမယ်နောက်ပြီးတော့နောက်တစ်ခုရှိတာဒီ Bali funk တို့ drum and bass တို့ကတော့ဒါ west ဘက်မှာ Asia ဘက်မှာဒါကျယ်ပြန်ပြီးသား genre Asian ဘက်မှာပဲပို့ပြီးတော့ကျယ်ပြန့်တဲ့ genre ကြောင့်မှာဆိုခုနအကိုပြောရ Vina ရှိမယ်ပြီးရင် Vina funk ဆိုပြီးတော့လေခုနောက်ပိုင်းတွေ့လာအဲ့ဒါရောနည်းနည်းဘယ်လိုမြင်လဲပေါ့ဟုတ် Vina funk ကိုဘယ်လိုမြင်လဲဆိုတော့အဓိကတော့ Vina funk ကတော့ဟိုနည်းနည်းစမ်းဝအောင်လို့လားသူကအဲ့လိုနာမည်ကိုအဲ့လိုနည်းနည်းပြောင်းရတာအဓိကတော့ Bali funk ပါပဲ Bali funk ရဲ့ drum pattern နဲ့အဓိကတော့ Bali funk ကသူကဟို South America ဘက်ကဒီဟို Jamaican ဘက်ကလာတဲ့ဟာမျိုးပြောဆိုတော့အဲ့ဒါလည်းဒီဟိုကတော့ Yellow တို့ဒါဒီနိုင်ငံကိုသူတို့တည်လာတာပေါ့ဆိုတော့သူတို့တည်လာတဲ့ဥစ္စာဒါကျွန်တော်ကြားချင်းတော့လည်းအဲ့ဒီဥစ္စာကိုကျွန်တော်ဒါဘယ်လိုလဲမသိဘူးပေါ့အစ်စ်တော်တော်ဖြစ်တယ်ပေါ့နော်ကြိုက်တဲ့လူတွေလည်းကြိုက်ကြတယ်ဗျအဲ့လိုပေါ့ကျွန်တော်လည်းကြိုက်တာတော့ကြိုက်ပါတယ်ဒါပေမဲ့အဓိကအဲ့ဒီ Bali funk ပုံစံမျိုးမှာသူက Vina ရဲ့ element တွေတချို့အတန်လေးထည့်လိုက်တာရှိတယ်ဆိုတော့ Vina funk ဆိုပြီးတော့လာခေါ်တာပါဒါပေမဲ့အဓိက Bali funk ပါပဲဆိုတော့ Bali funk ကဘယ်လိုလဲ 80% လောက်ပါတာပေါ့နော် Vina 20% လောက်ပဲပါတာပေါ့ဆိုတော့အဲ့လိုမျိုးရောထားတာအသစ်ဆန်းလေးတော့ဖြစ်သွားတာပေါ့Vina ကတော့တတ်ပေါ့ Vina ကြီးကတော့ Vina ကတော့တတ်ဆိုတော့ Vina ကိုလည်း dis လောက်တာမဟုတ်ပါဘူးဒါ Vina ကလည်းတကယ်တမ်းတော့ပြောတာမဟုတ်အဲ့ music genre ကDJ တယောက်အနေနဲ့ဟိုဘယ်လိုလဲဝင်ငွေရှာလို့အရန်ကောင်းတဲ့ဂျာနာဗျာဟိုဘယ်လိုပြောအဓိကတော့ဒီတရုတ်သူတို့ဒီတရုတ် customer တွေကြိုက်တာပေါ့ဗျာဆိုတော့တရုတ်တို့ VNN တို့ပဲပါအဲ့ဘက် channel လူတွေကြိုက်တယ်အဓိကတော့ K ဟို Academy နဲ့သူကဟိုသွားပြီး asset တဲ့ဟာမျိုးဖြစ်နေတာပေါ့ဆိုတော့အဲ့လိုမျောပြီးတော့အဲ့လိုဟို flow တစ်ခုထဲမှာအဲ့လိုအငြိမ်လေးသွားတဲ့ဟာမျိုးပေါ့အဲ့ဒါမျိုးပေါ့ဆိုတော့သူကလည်းသူ့ fee နဲ့သူကတော့ကောင်းနေဗျာဘယ်လိုလဲသူ့ fee ကီမသုံးထားရင်တော့အဆင်ပြေမှာတော့မဟုတ်အဲ့တခုတော့ရှိတယ်ဒါပြောမယ်ဆိုတော့နည်းနည်း party dress နဲ့ဆိုင်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဟုတ်general အကြောင်းပြောနေတာဆိုတော့ဗျာအခုဆိုရင်အကိုဆိုလဲဒါလက်ရှိမှာ main ဆိုလို့ရှိရင်ဒီ drum and bass ကို promote လုပ်နေရယ်ဟိုတခြားကြိုက်တဲ့အခုမှ personally ကြိုက်တဲ့ genre တွေရှိမှာပေါ့နော်အများကြီးပဲရှိမှာ trap တွေကျွန်တော်ဆိုလဲ trap တို့ကျွန်တော်ဆိုလဲ drum and bass ကြိုက်တယ်ပြီးရင်မှာကျွန်တော်ဆို trap ကြိုက်တယ်ပြီးတော့အဲ့လိုခုနောက်ပိုင်းဆိုကျွန်တော်က
ဂျာစီပိုင်းလဲသဘောကျတယ် ဂျာစီပိုင်းသဘောကျအဲ့ဒါဟိုနည်းနည်းဘယ်လိုလဲဟို happy vibe လို့ပုံစံမျိုးဒီဘက်ကဒီမှာ local မှာပြန်လုပ်လိုက်တာတွေကများတယ်ဆိုတော့ဟိုမှာဒီ future မှာဆိုလို့ရှိရင်ရောနောက်တဲ့အဲ့လိုဟိုဘယ်လိုပြမလဲ next big thing ဖြစ်လာမယ် genre ဆိုဘာဖြစ်မယ်လို့ထင်လဲပေါ့ဒါအခုအထင်ပေါ့နော်တကယ်လဲအဲ့ဒါမျိုးဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်မဖြစ်ရင်လည်းမဖြစ်ဘူးဒါပေမဲ့ဒါကြောင့်အခုအမြင်တက်ပေါ့ကျွန်တော်ကတော့အဲ့ဒါကိုဘာဖြစ်မလဲတော့ကျွန်တော်ကြိုတင်ခံမှန်းရတာတဲ့ကျွန်တော်ကြိုက်တဲ့ဥစ္စာတွေကိုကျွန်တော်ပြန်ပြီးတော့ဟို promote လုပ်တဲ့ဟာကိုပို့ပြီးသဘောကျတာပေါ့နော်အဓိကဟိုပျောက်နေတဲ့ဟာ over go ဟာမျိုးတွေပေါ့ပျောက်နေတဲ့ဟာမျိုးတွေကိုဒီဘက်ခက် element တွေနည်းနည်းထည့်ပြီးတော့အသေးရလို့ပုံစံမျိုးပြန်ချပြတာမျိုးဆိုရင်လည်းမစိုးဘူးပေါ့ကျွန်တော်အဲ့လိုမျိုးတွေတော့စဉ်းစားနေရတော့ရှိအဓိကတော့အဲ့ဒီဟိုနောက်ပိုင်းခက်လူတွေအဲ့ခုနကတော့ကျွန်တော်ပြောလိုက်တဲ့ထဲမှာလည်းပါအဲ့လိုတော့ drum 4/4 pattern နဲ့အဲ့လို doom အဲ့လိုမျိုးတစ်ဆက်တည်းသွားရင်သွားမသွားရင်လည်း kicks နဲ့ doom အဲ့လိုမျိုးသွားရမျိုးသွားရင်သွားပါတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဥမာ trap လိုမျိုးကြာရင်သွားလို့ kicks နဲ့ doom အဲ့လိုမျိုး doom အဲ့လိုမျိုးပုံစံမျိုးသွားရင်ဆိုရင်လူတွေတိတ်မကြိုက်ကြတော့ဘူးလားလို့အရင်ကတော့ဒီ terror base ဆိုပါတော့ဒီ hard trap တွေခက်စားတော့ကြတော့သူတို့ကြိုက်ကြတယ်အဲ့နောက်ဆုံးအဲ့ LSR တွေပါအဲ့သူတို့ star ပုံစံမျိုးတွေမဟုတ်သူတို့လူနေသူတို့ကတော့ရှိတယ်ဒါပေမဲ့အရင် niche ဖြစ်သွားအရင် niche ဖြစ်ပြီး underground ဖြစ်နေတဲ့ဥစ္စာမှာကျွန်တော်အဲ့ဒီလောက်လေ underground ဖြစ်တဲ့ဟာကိုအဲ့လောက်လည်းမဖြစ်ဘဲနဲ့ဒီဘက်ကဟိုဘယ်လိုနည်းနည်းဟိုဘယ်လို mainstream ဟာနဲ့လည်းနည်းနည်း collaborate နည်းနည်းပြန်လုပ်ပြီးတော့ဟိုဘက်နည်းနည်းဒီဘက်နည်းနည်းလုပ်ပြီးတော့နည်းနည်းတမျိုးအနေနဲ့အသစ်ပြန်ချပြချင်တာမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးလေးကတော့ကျွန်တော်အခုလက်ရှိကတော့အဲ့လိုမျိုးပုံစံနဲ့တီးနေရပါတော့ဟုတ်တယ်အခုနောက်ပိုင်းဆိုကျွန်တော်လဲတွေးသလောက်ဆို club တွေပိုင်းမှာဆိုမှ trap တွေပိုင်းတီးရဆိုတော်တော်ရှားသွား depth step ဆိုပို့ဆိုဝေးသွားရန်ဝေးသွားလိုမျိုးတီးရအရန်ဟွာဖြစ်တာဆို okay ဟိုဒါကတော့လောလောဆယ်မှာ genre အကြောင်းပြောရတာပေါ့နော် genre အကြောင်းပြောရပြီးပြီဆိုတော့မှအခုအနေနဲ့စက်တိုင်းတစ်ခုအခုစပြီးတော့တီးပြီဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲ secret web ဆိုတာမျိုးရှိလားမှာတခုခုအဲ့လိုမျိုးအခုလောက secret ပေါ့ဒီ set တိုင်းတခုခုမှာလို့ emergency ပဲဖြစ်ဖြစ်ဒါမှမဟုတ် something တခုခုပဲဖြစ်ဖြစ်ဟိုလိုမျိုးပေါ့ဘယ်လိုပြောလဲဟိုကျွန်တော်နောက်ဆုံးအဲ့လိုဘုံကျဲလိုမျိုးပေါ့နောက်ဆုံးအဲ့လိုမျိုးပေါ့လက်နက်တစ်ခုပေါ့ရှိရအဓိကလို့ crowd ကိုဖန်ဆားတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့အဲ့မျိုးကကျွန်တော် live set တစ်ခုမှာ3ခါလောက်လုပ်ရဲဗျဆိုတော့အရင်ဆုံး3ခါလောက်လုပ်ရဲဆိုတာအဓိကဟိုဘယ်လိုပြောပထမဆုံးကိုဆက်ဝင်မယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ intro ဘာညာနဲ့ကိုကစမယ်ဥစ္စာမှာလည်းနည်းနည်းဒါကိုလာတယ်ဆိုတဲ့ပုံစံမျိုးလည်းဒါဘယ်လိုပြောဟိုထင်ရှားလည်းဖြစ်အောင်တော့ကျွန်တော်အဲ့လိုမျိုးကိုယ့်ရဲ့အစ intro အနေနဲ့လုပ်တာပေါ့နော်ဆိုတော့ပြီးရင်ဂျားထဲမှာလည်းကျွန်တော်အဲ့လိုမျိုးပေါ့ဟိုဘယ်လိုပြောမလဲဟိုဖွင့်နေနေနောက်ထပ်15မိနစ်20လောက်ကြာလို့ရှိရင်လည်းကိုကလို့အဓိကလူတွေမေးလောက်မဲ့တခြင်းမင်းနေလောက်မဲ့တခြင်းမျိုးကိုကျွန်တော်ကအဲ့လိုမျိုးမထင်မှတ်ဘဲနဲ့ဖွင့်လိုက်တာမျိုးပေါ့ဆိုတော့အဲ့လိုမျိုးကနေမှဟိုဘယ်လိုလဲဒါသူတို့ဒါကြားရမယ်လို့မမျှော်လင့်ထားတဲ့ဟာမျိုးတို့ကြားလိုက်ရပြီးတော့ live ဆိုကြတဲ့ဟာမျိုးရှိတာပေါ့နော်ဆိုတော့အဲ့လိုမျိုး2ခေါက်3ခေါက်လောက်တော့ကျွန်တော်လုပ်ဖို့လိုတယ်အဲ့ဒါမှပဲလေကိုကိုတို့ကဆက်ပြီးမှတ်မိမှာပေါ့ဟုတ်အဲ့လိုမျိုးလေးပေါ့ဟုတ်နောက်တစ်ခုကကျွန်တော်သိချင်တာကြောင့်ဥမာဒီဒါကတော့ career နဲ့ဆိုင်သွားတဲ့မိကုန်းလိုပဲပြောရမလားဘယ်လိုပြောရမလဲဥမာ DJ တွေကိုလူငယ်မြန်မာနိုင်ငံမှာပေါ့နော်ဟိုရင်ခေတ်က DJ တွေကိုမြင်တဲ့ပုံစံတစ်မျိုးရှိတယ်နောက်ပိုင်း DJ တွေကိုမြင်တဲ့ပုံစံတစ်မျိုးအရင်တော့ဆိုလို့ရှိရင်မြောက်မှာ DJ ဆိုဘယ်လိုအောင်မြင်လဲဥမာတချင်းအဖွင့်ပိတ်လုပ်တဲ့ကောင်တွေမင်းတို့ကဘာမှဟိုတဲလန့်ရှိတာမဟုတ်ဘူးသိရမလားလို့တချင်းကိုအတိုးလိုက်ရှော့လိုက်လုပ်ပြန်အဲ့လိုမျိုးပြောကြရလေရှိရဗျာအခုနောက်ပိုင်းကြာပြန်တော့လေ DJ တွေဥမာပြောတာတွေကလည်းတစ်မျိုးပြောင်းသွားပြန်အောင်DJ ကအရန်ပေါ်လာတယ်ဟုတ်အဲ့လိုမျိုးရှိရဆိုအဲ့ဒါပေါ့အခုဘယ်လိုမြင်လဲအဲ့ဒါကဘယ်လိုမြင်လဲဆိုတော့သူတို့ပြောရရတယ်မမှားတော့မမှားဘူးကြာတကယ်တမ်းပြောရင်တော့အရင်ခေတ်က DJ တွေတော်များများလည်းတကယ်ကြီး play ခလုတ်နှိပ်တာလောက်ပဲလုပ်တတ်တာဆိုတော့အဲ့လိုလည်းဖြစ်တော့ဖြစ်တယ်ဟုတ်ဒါပေမဲ့ဟိုပြောချင်တာတော့မဟုတ်သူဘယ်လိုမှတိတိကျကျမတတ်ထားတဲ့လူတွေကိုပြောပြရပါဟိုဘယ်လိုပြောမလဲအရင်ခေတ်ကလည်းသူက DJ ကသူကအဲ့လိုဘာမှတော့တင်ရမလဲလည်းမသိတာပေါ့ကျွန်တော်အဓိကကျွန်တော်တို့အရင်မကျပေါ့အရင်တင်တန်းနေရလည်းမများသေးဘူးနောက်အဲ့လိုပေါ့အဲ့ဒီက CD ခွေကြီးနဲ့ဖွင့်ရတဲ့အချိန်မှာ CD ချက်တွေတည်ရတာတွေဘာတွေကြတော့အခုလို USB လည်းမဟုတ်ဘူးဆိုတော့ပြောရင်ခေတ်ကမတူအခုလိုမျိုးကျွန်တော်တို့က keyboard တွေဘာတွေ download လို့မရဘူးအဲ့ဒီက CD ခွေတဲ့ခုတ်ရတာမျိုးစားသဖြင့်ပေါ့ဗျာဆိုတော့အဲ့လို technology ကလည်းအများကြီးကွာဟာတော့အဲ့ဒီက DJ ဆိုရင်ကျွန်တော်တို့ဘယ်လိုလေးလာမှမသိဘူးဆိုတော့တော်တော်များများတိတ်လေးလာဖို့တော့တော်တော်ခက်တာအဲ့ကြောင့်ဆက်ဖွေးဖိတ်လောက်ပဲတော်တော်များများလောက်တတ်ကြအဲ့လိုမျိုးတွေရှိတော့ရှိတယ်ဆိုတော့ဘယ်လိုပြောရလဲဒီဘက်ခေတ်ရောက်လာပြန်တော့လေ DJ ကအရန်ပေါ်တော့ဟိုဘသူမေမေအကုန်လုံးကဒန်ဆာမရှိဘူး DJ တွေပဲဖြစ်ကုန်တာဟိုလေတော့မှလို့ထမ်းတာလေဟိုပါလေအခန်းထဲမှာဒန်ဆာတယောက်ပဲ DJ ဆဲအောင်အခုကဒန်ဆာလိုအပ်နေတဲ့အချိန်ဖြစ်တော့ဖြစ်နေတယ်ဆိုတော့အကုန်လုံးကတီးတတ်တဲ့လူတွေကြီးပဲဖြစ်တာအဲ့လိုဆိုတော့အကုန်လုံးကလည်းတီးတတ်နေတော့ဟိုလွယ်တယ်လို့ကြီးဖြစ်ပြီးဒါရက်ဟို norm ကြီးဖြစ်နေရပါလေအမောဆိုတော့တကယ်တမ်းကိုကဟိုအလုပ်ဖြစ်အောင်လုပ်နိုင်ဖို့လို့ကတော့နည်းနည်းတော့အဲ့ထဲမှာကိုတကယ်ကြီးဒါကိုပဲလုပ်ပြီးအသက်မွေးကြောင်းပြုမယ်ဆိုရင်တော့သူတို့တွေနဲ့အဲ့လိုအပြောကြတော့နေလို့တော့မရဘူးအဲ့လိုမျိုးတော့ရှိတာပေါ့နော်ဆိုတော့အားလေးပါပဲအခုအနေနဲ့ဆိုရင်ဗျာအခုဆိုတင်တန်းလေးဖွင့်တယ်ပြီးတော့ကျွန်တော်ဟိုဦးကြီးချန်ပီယံရှစ်မှာလဲကိုဒိုင်းလောက်ခဲ့ဘူးလားဆိုတော့ဗျာအခုဟ
ဟို junior တွေအမျိုးစုံတွေ့ရပါ ဟုတ်အများကြီးတွေ့ရပါ သူတို့အတွက်ဆိုလို့ရှိရင်ရောမှအခု something တစ်ခုခုလို့အကြံပေးစကားပဲဖြစ်ဖြစ်ပေါ့ဘယ်လိုမျိုးပြောချင်တာမျိုးရှိလဲပြီးတော့အဲ့ဒီတခါရဲ့တစ်ဆက်တည်းအခုပွဲတိုင်လုပ်ခဲ့တဲ့ဟာလေးလည်းတင်းနေ experience တွေ့ကြုံလေးဟုတ်ကဲ့အဲ့ပွဲကတော့ပြောရင်ကျွန်တော်ရဲ့ဒီ career တစ်ခုလုံးမှာကျွန်တော်အဲ့ဒီပေါ့သူကတစ်စစ်ရှိုးဖြစ်သွားစေတဲ့ပွဲပဲအဲ့ပြိုင်ပွဲရပါတော့ဆိုတော့ကျွန်တော်ငကိုရအဲ့ပြိုင်ပွဲမှာကျွန်တော်စင်ကာပူမှာကြတော့ပြိုင်နေတဲ့အချိန်မှာ first ရလာတာဆိုတော့အဲ့ဒီအကိုကိုယ်တိုင်လည်း winner ဖြစ်တာကျွန်တော်ကိုယ်တိုင် first ရဘူးတာပေါ့နော်ဆိုတော့ကျွန်တော်စင်ကာပူမှာတော့ပြိုင်ပွဲကျွန်တော်ပြိုင်ပွဲနှစ်ခုပြိုင်ဘူးတာမြန်မာပြည်ကပွဲမှာကျွန်တော် second ရတယ်အဲ့အရှိတစ်နှစ်ကပေါ့နော်အဲ့ပြီးတော့နောက်တစ်နှစ်မှာကျွန်တော်စင်ကာပူမှာတော့ပြိုင်နေဥစ္စာမှာကျွန်တော် winner ရခဲ့တာပေါ့ဆိုတော့အဲ့ winner ရခဲ့ပြီးကြတဲ့ကကျွန်တော်အဲ့လိုကိုယ်တိုင်ပြိုင်ပွဲလုပ်ရင်ကောင်းမလားဘယ်သူပြိုင်ပွဲလုပ်မလဲအဲ့လိုစောင့်နေတာပေါ့နော်စောင့်နေတဲ့အမှာ OG ကသူတို့ပြိုင်ပွဲလုပ်ဖို့အစီအစဉ်ရှိရဆိုကျွန်တော်ကန်လာတော့ကျွန်တော်အဲ့နဲ့ဟိုဒိုင်ဖြစ်လာကန်လာတော့ကျွန်တော်အမှလက်ခံပြီးတော့စပြီးတာကျွန်တော်ဒိုင်လုပ်ဖြစ်လိုက်ဘယ်လိုဒိုင်လုပ်ဖူးတဲ့ဥစ္စာနောက်ထပ်9နှစ်လောက်နေပြီးမှလုပ်ဖူးတာဗျဆိုတော့အဲ့ဒီမှာလည်းအတွေ့အကြုံကဘယ်လိုပြောမလဲဟိုတခြား DJ ပြိုင်တဲ့ဥစ္စာမှာကိုက judge လုပ်ရတော့ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုကျွန်တော်ဟိုတချို့တော့အချိန်ကြီးမှာကြာတော့သူတို့ကြိုးစားအထုံးမှုကလည်းမြင်နေကြပြီးသူတို့လည်းမဖြုတ်လိုက်ချင်အောင်သိရမလားဆိုတော့အဲ့လိုမျိုးတွေကလည်းဒါအများကြီးတော့ကျွန်တော်ကြုံလိုက်ရတာရှိတာပေါ့နော်ဟို pressure တခုလို့ဖြစ်မှာပေါ့မအရန်လဲတော်နေဒါပေမဲ့ပွဲရဲ့ပုံစံရဒါမဖြုတ်လို့လည်းမရတော့ဘူးပေါ့အများကြီးရှိတယ်ဆိုတော့ဒီပြိုင်ပွဲဝင်နေလည်းအများကြီးပဲအဲ့ဒါသူတို့လည်း emotional ဖြစ်တဲ့ဥစ္စာအများကြီးရှိကြတာပေါ့နော်ဆိုတော့အဲ့ဒါတွေကတော့ဒါဒီဒိုင်ဖြစ်တဲ့ဥစ္စာရဲ့နဲ့ပတ်သက်ပြီးဆက်ဆက်တဲ့ဟာတွေအဲ့ဒါတွေအများကြီးတော့ကျွန်တော်ကြုံလိုက်ရရှိတယ်ဆိုတော့လူငယ်တွေတော့ကျွန်တော်အဲ့စကားလက်ဆောင်လိုမျိုးပြောရမယ်ဆိုရင်တော့အဓိကလူငယ်တွေကိုကျွန်တော်ကဘယ်လိုပြောအရှိမပြောခဲ့တဲ့ပုံစံမျိုးပဲလူများဖွင့်တဲ့တခြင်းတွေအဲ့တိုင်းပဲကိုလည်းအဲ့ဒါကြီးပဲလိုက်ဖွင့်မယ်ဆိုလို့ရှိရင်တော့ကိုကဘာမှဖြစ်မှာမဟုတ်ဘူးပေါ့နော်အဓိကကိုကဟိုကိုယ့်ရဲ့ music style တခုကိုယ့်ရဲ့ taste တခုကိုပါဝင်အောင်လို့ဒါကိုကချပြဖို့လိုတယ်နောက်ကိုယ့်ရဲ့လို့ဘယ်ရာမှမမိစေတာလဲပေါ့နော်ဆိုတော့ကိုအချိန်ဒါကိုတီးနေရတယ်ဆိုတော့ဘယ်သူကဘယ်ရာ define လုပ်တာလဲအဲ့ define လုပ်တဲ့ဥစ္စာကိုကိုကများများထည့်ဖို့လိုတယ်အဲ့ဒါမျိုးတွေမရှိသေးရင်ရှာဖို့လိုတယ်စသဖြင့်အဲ့လိုမျိုးလေးပေါ့နော်အဓိကတော့ဘယ်လိုကို as an artist ဆိုတာလေးကိုနည်းပေါ်လွင်အောင်လို့ဒါအဲ့လို elements တွေထည့်ဖို့လိုမယ်လို့တော့ကျွန်တော်ကတော့အကြံပေးချင်တာပါဟုတ်ဒါတော့ဒါနည်းအကြံပေးကန်တာပါအကြံပေးကန်တာပါအဲ့လိုပါဟို local တဲ့ international မှာရောအခုဘယ်လိုပြောရမလဲ favorite artist တွေကတော့အများကြီးရှိမှာပေါ့နော်ရှိဟုတ်ဒါအများကြီးပုံမှန်ကျွန်တော်တို့ဆိုလဲဒါလူတိုင်းမှာတော့ favorite artist ဆိုတာတော့ရှိရပါပဲ favorite artist ထပ်ပို့သွားပြီးတော့မှာလုံးဝ inspire ဖြစ်ရတဲ့ artist မျိုးဆိုတာရှိတာinspire ဖြစ်တဲ့ artist တွေတော်တော်များများတော့အကုန်လုံးကတော့ကျွန်တော်အဲ့လိုမျိုးတော့ကြိုက်တာတော့ကြိုက်ကြတာပါပဲဒါပေမဲ့အဲ့ဒီမှာအဲ့ sick individual ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်အဲ့ဒါကသူတို့ကိုကျွန်တော်ဗမာတွေ့ဘူးလဲဆိုတော့အဲ့သူတို့အဲ့ TMF ထင်တယ် TMF ကိုလာတာမသိအဲ့ H-Live Entertainment လောက်တဲ့ပွဲတစ်ပွဲမှာပဲပြီးရင်သူတို့က Fuse မှာထပ်ပြီးဆက်ခေါ်ပြီး after party လည်းမဆက်ခေါ်ရပေါ့နော်ကျွန်တော်အဲ့တော့အဲ့ TMF မှာလည်းကျွန်တော်တီးရတယ်အဲ့ Fuse မှာလည်းပြီးရင်ကျွန်တော်အဲ့မှာလည်းကျွန်တော် opening set ဖွင့်ရတာပေါ့နော်သူတို့အရှိမှာပဲဖွင့်ရတာပေါ့ဆိုတော့အဲ့ဒီမှာကျွန်တော်တခုတွေ့လိုက်ရတာအဲ့ဒီဒါနိုင်ငံခြားလူတွေပဲကျွန်တော်အဲ့လိုမျိုးမြင်တာပေါ့သူတို့ရဲ့အလုပ်လုပ်ပုံကဟိုတော်တော်လေးဟိုဘယ်လိုမလဲဟိုစီးစနစ်ကြတာကိုကျွန်တော်မြင် professional တော်တော်ကြီးကြာတာပေါ့သူဟိုလိုမျိုးဘယ်လိုပြောမလဲဟိုသူတို့ performance တခုအစားဆုံးတီးမဲ့ဟာကိုအကုန်လုံးကသူရှိထားပြီးသားအဲ့တော့ဒါပဲဖွင့်ပါပြီးရင်အဲ့ဒါကိုလည်းကျွန်တော်တို့သူဘယ်လိုလဲသူအနောက်က visual တွေနဲ့သူ sync up လုပ်ထားပြီးသားဆိုတော့အဲ့လိုခုနကတော့ကျွန်တော်ပြောလို့မျိုးဟို festival တွေမှာတီးတဲ့ပုံစံမျိုးသူ presentation လုပ်မဲ့ဥစ္စာအစားဆုံးကသူရှိပြီးသားဆိုတော့အဲ့ဒါကလုံးဝမလွဲနိုင်ဘူးဗျာဆိုတော့အဲ့ဒါမျိုးကလုံးဝရှိပြီးသားဖြစ်တဲ့တော့သူကဘယ်နေရာတော့အဲ့ဒါလေးပေးလိုက်ပြီးတော့အဲ့ VJ သမားဆိုလဲ VJ သမားအဲ့ဒါလေးပေးလိုက်မယ်ဗျာပြီးရင်အနောက်က loops တွေအနောက်က visual တွေသူကပြပေးမယ်သူကလည်းဒါပဲဖွင့်မယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီပုံစံမျိုးတတ်မှတ်သေးပြီးတော့ဖြစ်နေတာပေါ့ဒါပေမဲ့ဘယ်လိုလဲကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကြီးကအရန်ဟိုမိုက်တယ်ပေါ့အရန်မိုက်အရန်ခဲနာစနစ်ကြပြီးတော့အဲ့လိုအားလုံးကလုံးအဝင်ဝင်ကြကွက်တီတွေဖြစ်နေတာပေါ့ဆိုတော့အဲ့ဒါကြီးကတော့ကျွန်တော်တို့တော်တော် impressive တော်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လေးကတော့သူတို့အလုပ်လုပ်တဲ့ပုံစံတွေကအမှတ်တရတော့ဖြစ်သွားတာပေါ့ဟုတ်အခုအနေနဲ့ဒီ DJ တက်တန်းတစ်ချောင်းမှာဟိုဘယ်လိုပြောရမလဲဆောင်းရမ်းကြိုက်တာဒီ moment ကြီးကလုံးဝမေးမရဘူးအဲ့သိရမလားအဲ့လိုအချိန်မျိုးရောကြုံဘူးလားပေါ့အရန်ခန်းနာတယ်အရန်လုံးဝအဲ့လိုခေါင်းထဲမှာဆွဲနေဆိုတဲ့ moment ပေါ့ရှိဘူးပါတယ်ရှိဘူးအဲ့ဒါကျွန်တော်အဲ့စင်ကာပူမှာတော့တီးရတဲ့ဥစ္စာမှာပေါ့အဲ့ဒီကျွန်တော်ပြိုင်ပွဲနိုင်တယ်ပြိုင်ပွဲနိုင်ပြီးတော့အဲ့ဒီမှာသူတို့အဲ့ New Year countdown ကိုသူတို့အဲ့လိုအဲ့ပြိုင်ပွဲနိုင်တဲ့လူကိုဒါခေါ်ပြီးတော့ဖွင့်ခိုင်းတာပေါ့နော်အဲ့ဒီမှာစင်ကာပူအဲ့စင်ကာပူမှာပဲအဲ့ Siloso Beach မှာအဲ့ Sentosa မှာပေါ့အဲ့ဒီမှာဟိုခေါ်ဖွင့်တော့အဲ့ဒီမှာကျွန်တော်ဖွင့်ရတဲ့အချိန်မှာကျွန်တော်အဲ့လိုကျွန်တော် social media မှာကျွန်တော်တင်လိုက်တယ်ကျွန်တော်အဲ့မှာတီးမှာပါညာဆိုပြီးတင်လိုက်တော့အဲ့မြန်မာလူ crowd ကအဲ့လိုမြန်မာအလံယူလာပြီးတော့အဲ့အောက်က crowd ထဲမှာရောက်ပြီးတော့အဲ့လိုမြန်မာအလံ wave လုပ်ကြတာလေဆိုတော့အဲ့ဒီ moment ကတော့ကျွန်တော်အရင်ဟိုဘယ်လိုလဲစင်ကာပူကြီးမှာအဲ့လိုမြန်မာအလံနဲ့လူတွေကိုတွေ့ပြီး
တော့ကျွန်တော်မြန်မာလိုပဲသူတို့ mic နဲ့စကားပြောလိုက်တယ်ခင်ဗျားတို့ကျေးဇူးများတင်တယ်ပါအဲ့ဒီ moment တခု တခြားနိုင်ငံမှာတော့ moment ဟုတ်တယ်အဲ့ဒီခုတော့ရှိခဲ့ဘူးတော့DJ မဖြစ်ခဲ့ဘူးဆိုရင်ရောဥမာဟိုမှာဒါပါ Kendrick ဒါကတော့ပြောရမယ်ဆိုလို့ရှင်ဒါ The Kendrick ဆိုပြီးတော့ popular ဒါပြောရမယ်ဆို popular ဆိုတာထက်တကယ်ကိုနေရာတစ်ခုကိုဒါအခုအနေနဲ့ဒါရှောင်လန်းသွားနိုင်တာပေါ့နော်အဲ့က if အဲ့လိုမဖြစ်ခဲ့ဘူးအဲ့လိုဖြစ်ခဲ့ဆိုရင်ရောအခုချိန်ဘာလုံးနေလောက်မယ်လို့ကိုထင်တယ်ကျွန်တော်ထင်တာတော့ studio ခန်းထဲမှာပဲတော့ဖြစ်ဖို့များတယ်ဒါနဲ့တော့ဝေးဝါးမှာတော့မဟုတ်ဒါနဲ့ဝေးဝါးမှာတော့မဟုတ်ကိုယ်တိုင် musician မဟုတ်ဘဲနဲ့ကိုယ်တိုင်အဲ့လို audio engineer ဖြစ်လောက်တယ်audio engineering ကျွန်တော်ကျောင်းတော့ SAU ဘာမှကျွန်တော်တော့တက်ရင်တက်ဖြစ်လောက်တယ်ဗျဆိုတော့အခုကလည်းကံကောင်းမထောက်မှလို့မတက်ဖြစ်လိုက်လို့ DJ ဖြစ်လာတာပေါ့အဲ့ဒါမတက်ဖြစ်လိုက်တာအကေအဲ့ဒါတက်ဖြစ်လိုက်လေအဲ့မပုတ်ပေးနိုင်တဲ့နိုင်ဘူးပေါ့အဲ့ဒါကြောင့်ကိုကကျောင်းတော်မတက်နိုင်လို့ DJ လုပ်လိုက်ရတာအဲ့လိုဆိုတော့အကယ်၍သာတော်ဖြစ်တယ်ဆိုရင်တော့လေကိုလူများတက်ချင်းနေ miss down ဆွဲတဲ့လူတွေပဲဖြစ်နေမှာပေါ့DJ တောင်ဖြစ်ချင်မှာဖြစ်မှာ DJ မဟုတ်တော့အဲ့ခါကျရင်တော့ဒီ engineer ပဲပေါ့အဲ့ဆိုအဲ့လိုမျိုးသွားမတက်ဖြစ်တာပဲအကိုတက်ကိုတကယ်ဟို future based bidding ပုံစံမျိုးကြီးကိုဖြစ်သွားတာပေါ့ပြောရမယ်အဲ့လိုမျိုးတော့လေဒါမှမဟုတ်ကဲလို့သွားတက်ဖြစ်လိုက်ရင်တော့လေတမျိုးမျိုးတစ်ပုံဖြစ်လည်းဖြစ်မှာပေါ့နော်ဆိုတော့အဲ့လိုကတော့ဒါကတော့နှစ်ဖက်တော့ parallel universe ကအဲ့လိုရှိမှာအဲ့တော့တခြား universe က Kendrick ကလည်းဟိုလုံးဝနိုင်ငံသားမှာတကယ် audio engineer တကယ် professional ဖြစ်ရင်လည်းဖြစ်နေမှာပေါ့အဓိကကျွန်တော်တို့ audio line ထဲမှာကျွန်တော်တို့ဖြစ်ဖို့ပါများဒါနဲ့တော့ဝေးသွားမှာဟုတ် okay အဲ့ဆိုရင်ကျွန်တော်မေးခွန်းနေရတော့တော်တော်ဆုံးသွားပြီဆိုတော့အခုအနေနဲ့အခုကျွန်တော်တို့ program ရဲ့ concept ကကြတော့ဗျာ no gap ဆိုပြီးတော့အဓိကကျွန်တော်ဒီ program ကြီးနေလူရတာလူငယ်တွေတော်တော်များလိမ့်မယ်လူငယ်တော်တော်များမှာဆိုတော့သူတို့အတွက်ကောအခုအနေနဲ့အကြံပေးစကားဒါမှမဟုတ်လဲ something တစ်ခုခုဘာပြောချင်လဲဒီ program ဆိုမှအကို fan base လည်းကြီးနေမှာရှိမယ်ဒါမှမဟုတ်ကျွန်တော်တခြားအပြင် audience တွေလည်းကြီးနေမှာမယ်ဆိုတော့ okay အဲ့ဆိုရင်တော့နည်းနည်းလေးလိုရင်းတူရှင်နေနည်းထိရောက်ဟာလေးပဲပြောလိုက်ဆိုတော့ဟိုလူများရောင်တဲ့ဥစ္စာတွေ live မရောင်နဲ့ပေါ့နော်ဆိုတော့လူများဒါဖြစ်ချင်တယ်ဆိုရင်ကိုက live ဖြစ်စရာမလိုကိုတကယ်ဘာဖြစ်ချင်လဲဆိုတာလည်း live ကြည့်အချိန်တစ်ခုယူပြီးတော့ကြည့်ရမယ်ဆိုတော့ကြည့်ပြီးရင်ကိုတကယ်ဖြစ်ချင်တဲ့ဟာကိုပဲလုပ်ပေါ့နော်အဲ့ဒါလေးပါပဲ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ episode ကိုလာပြီးတဲ့အတွက်လည်းဒါကို Kendrick ကိုကျေးဇူးအများကြီးတင်ပါတယ်ပေါ့ဟိုနောက်ပိုင်းဒီကျွန်တော်တို့အခွင့်အခါကြုံလို့တခြား episode အနေနဲ့ဒါ special guest အနေနဲ့အကယ်၍အကိုနဲ့ပြန်ပြီးတော့တွေ့ခွင့်ရမယ်ဆိုလဲဒါကျွန်တော်တို့တွေ့ချင်ပါသေးတယ်။ဘာလို့ပြောမယ်ဆိုရင်ဒါကိုကန်ထရီဆိုတာကျွန်တော်တို့ကိုယ်တိုင်ဒါသဘောကျတဲ့ artist တွေထဲမှာပါတယ်။ဥပမာခုနကျွန်တော်ပြောရလို့ Korean era မှာလေ Korean era မှာဆိုလို့ရှိရင်ဒါဒီ festival ရှိမှာဗျာ festival မှာဆိုမှကိုကန်ထရီဆိုတာ festival တိုင်းမှာမပါမဖြစ်အဲ့လိုပုံစံမျိုးဆိုတော့Okay အဲ့ဆိုကျွန်တော်ဒီနေ့ episode ကိုလာပြီးရတဲ့အတွက်လည်းအခုကျေးဇူးအများကြီးတင်ပါတယ်။ Okay အဲ့ဆိုဒါ no cap ကိုကြည့်နေတဲ့ audience တွေလူငယ်တွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ podcast ရဲ့ဒါ guest speaker ကတော့ဒါ DJ artist တယောက်ဖြစ်တဲ့ဒါ The Kendrick ပဲဖြစ်ပါတယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်နောက် episode ဒီမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်